စိတ်သောကကိုဖယ်ရှားခြင်းလောကလူတွေဟာသောကဖြစ်เสียတွေမဖြစ်ခင်ကလည်းကြိုတင်ပြီးတော့စိတ်သောကဖြစ်ကြတယ်ဖြစ်လာတဲ့အခါမှာလည်းပဲစိတ်သောကနဲ့ထွက်ပေါက်မရအောင်ဖြစ်နေတတ်ကြလူတွေဘာကြောင့်ပူပန်စိတ်တွေဖြစ်နေကြသလဲလို့ဆိုရင်ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့တော့မဲ့အခါမျိုးသို့မဟုတ်ကြုံတွေ့နေတဲ့အခါမျိုးမှာထိုကြုံတွေ့ခြင်းကြောင့်စိတ်သောကဖြစ်ကြတာအဲ့ဒီစိတ်သောကထွက်ပေါက်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းဆိုတာသောကနဲ့မကင်းနိုင်ကြဘူးသောကဖြစ်လာလို့ရှိရင်မြည်တို့မြည်ပုံထိုသောကလွတ်မြောက်အောင်ကြိုးစားအထောက်နိုင်တယ်ဆိုတဲ့နည်းစနစ်ကိုသိရှိနားလည်ထားဖို့လိုတယ်လူတွေရဲ့စိတ်ဟာစိတ်လှုပ်ရှားမှုရှိတယ်လို့ပူပန်မှုတွေလည်းရှိတတ်တယ်ပေါ့လူတစ်ခုပူမှုရတဲ့ဆယ်ကလေးဆိုတဲ့အဆိုတိုင်းပဲလူတွေဟာစိတ်ပူလောင်မှုနဲ့နေထိုင်ကြတာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာထိုပူလောင်မှုတွေကိုသက်သာပြီးနောက်ဆုံးမှာလုံးဝကျော်လွှားနိုင်တဲ့အစဉ်မျိုးရောက်သည့်ထိအောင်ဟောကြားဆုံးမခဲ့တာထင်ရှားတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာသောကပရိဒေဝနံသမတိကမာယဘူပန်သောကစိတ်သောကတွေလွန်မြောက်ဖို့အတွက်စိတ်သောကမထိန်နိုင်လို့ငိုကြွေးရတဲ့ပင်မဆင်းရဲမှုတွေကိုလွန်မြောက်နိုင်ဖို့အတွက်တခုတည်းသောနိလန်းဆိုတာကိုမြတ်စွာဘုရားတတိပဋ္ဌာန်သုံးမှာဟောကြားထားတာဖြစ်အဲ့ဒီနည်းစနစ်ကိုလိုက်နာကျင့်သုံးခြင်းမပြုနိုင်ဘူးဆိုရင်သောကရဲ့ထွက်ပေါက်ကိုရှာတွေ့ကြမှာမဟုတ်ဘူးပေါ့ဒါကြောင့်လူတိုင်းဟာစိတ်ပူတယ်ဆိုတာရှိတယ်စိတ်ပူတယ်စိုးရိမ်တယ်ဆိုတဲ့သောကဆိုတဲ့တရားဟာဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်အခြေခံအပြင်ပြောမယ်ဆိုရင်ပေမတော်ဇာယတိသောကောချစ်ခင်မှုကိုအကြောင်းပြုပြီးတော့သောကဆိုတာဖြစ်တယ်ကာမတော်ဇာယတိသောကောလိုချင်စရာအာယုံကိုလိုချင်မှုကိုအကြောင်းပြုပြီးစိတ်သောကဖြစ်တယ်တဏှာယဇာယတိသောကောတဏှာကြောင့်လည်းစိတ်သောကဖြစ်တယ်လို့အနိကအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တာဖြစ်တယ်လူတွေဟာတွေ့တာမှုမကင်းတာအတွက်စိတ်သောကရောက်ကြတယ်အဲ့ဒီရောက်ရှိလာတဲ့စိတ်သောကကိုမြည်တို့မြည်ပုံဖယ်ရှားပြရမယ်ဆိုတဲ့နည်းစနစ်ကိုသိအောင်ကြိုးစားခြင်းဟာတရားကိုကျင့်ခြင်းပဲဖြစ်တယ်ပေါ့တရားကိုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာမှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့စိတ်တွေသဘောထားတွေဟာများစွာအထောက်အကူပြုတယ်သောကဆိုတာဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တုံးဆိုလို့ရှိရင်ဗျာတနာတရား၅ပါးဆိုတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့မဲ့အနေအထားကြုံမှာကိုကြောက်ရွံ့ပြီးတော့လည်းသောကဖြစ်တယ်မကြုံသေးခင်ကြုံမှာတွေးပြီးတော့လည်းစိတ်ပူတတ်တယ်ကြုံနေတဲ့အခါမှာလည်းပဲစိတ်ပူတတ်တယ်ကြုံပြီးသွားတဲ့နောက်မှာလည်းပဲစိတ်ပူလောင်တတ်တယ်ပေါ့အဲ့ဒီစိတ်ပူမှုသောကတွေဟာဆင်ញင်တုံတရားနဲ့ဖယ်ရှားပြစ်လို့လည်းရနိုင်တယ်ပေါ့မြတ်စွာဘုရားမပွင့်ခင်ကပညာရှိသူတော်ကောင်းတွေဟာသောကကိုဖယ်ရှားတဲ့နည်းနဲ့ရှင်တဲ့ပူလောင်မှုတွေကိုရှင်းပြနိုင်ခဲ့ကြတယ်သို့တော့တခဏမြတာသောကကိုရှင်းနိုင်ကြတော့လေထာဝရစိတ်ထဲကနေရှင်းထုတ်နိုင်ခြင်းမရှိဘူးထာဝရရှင်းထုတ်နိုင်တဲ့နည်းစနစ်ကိုမြတ်စွာဘုရားပွင့်မှသာဟောကြားဆုံးမှသိရတာဖြစ်တယ်ပေါ့ပညာရှိသူတော်ကောင်းတွေဟာသောကဖြစ်เสียနဲ့ကြုံလာလို့ရှိရင်မှန်ကန်တဲ့အတွေးနဲ့စဉ်းစားဆင်ခြင်ပြီးသောကကိုရှင်းကြတာဖြစ်တယ်အထူးသဖြင့်သောကဖြစ်တယ်ဆိုတာဗျာဒနာတရားနဲ့ကြုံတွေ့တော့မယ်ဆိုတဲ့အချိန်အခါရဲ့ဗျာဒနာတရားနဲ့ကြုံတွေ့နေပြီဆိုတဲ့အခါမှာရဲ့စိတ်သောကဖြစ်ကြစိတ်ပူလောင်မှုတွေဆိုရင်စိတ်တွေဖြစ်ကြအဲ့တော့ဗျာဒနာတရား၅ပါးဆိုတာဘာကိုပြောတာလဲဗျာဒနာဆိုတာ
ပျက်စီးဆုံးရှုံးခြင်းပျက်စီးဆုံးရှုံးမှုဆိုတာနံပါတ်1ကညာတိပြဒနာမိမိအာကိုမြတ်လို့ရတဲ့ဆွေတွေမျိုးတွေတဲကပျက်စီးဆုံးရှုံးသွားမှုညာတိပြဒနာဆွေတွေမျိုးတွေပျက်စီးဆုံးရှုံးမှုဒီလိုဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးမှုများဟာလောကမှာရှိတဲ့လူတိုင်းကြုံရမယ့်အနေအထားတစ်ခုပဲရှိထို့သောကြုံလာပြီဆိုလို့ရှိရင်စိတ်သောကကိုထိန်းချုပ်နိုင်ဖို့အမှန်တမ်းအရေးကြီးဒီရသော်ဘုရားမပွင့်ခင်မှာဆိုရင်တော့စိတ်သောကကိုထိန်းချုပ်တာဟာမှန်ကန်တဲ့အတွေးနဲ့ထိန်းချုပ်လို့ရတယ်ရသော်ဘုရားကိုရောတိုင်းဒီပင်လေညာတိပြဒနာဆိုတာနဲ့ကြုံတွေ့ခဲ့ရဘူးလေပေါ့မဟာနာမင်းကြီးရဲ့သမီးကနေမွေးဖွားတဲ့ကောသလမင်းကြီးနဲ့ဝါသဝခတ္တိယတို့ကမွေးဖွားလာတဲ့ဝိတ္တုပမင်းသားဆိုတာရှိတယ်ဝိတ္တုပမင်းသားဟာကောတာတက္ကတိုင်းကပိလဝကိုသွားရောက်လဲပတ်တဲ့အချိန်မှာသူ့ပေါ်မှာဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့မကြေမနက်ဖြစ်လာသူ့ရဲ့မကြေမနက်ရန်ညောဟာဗုဒ္ဓမကြီးမားလို့တာဂဝေမင်းတွေကိုရန်ရှာပြီးမျိုးတုံးအောင်တပ်ပစ်ဖို့စိတ်ထဲမှာစွဲနေတဲ့ပုဂ္ဂိုလ်တူရသော်ဘုရားလည်းတက်တော်80အရွယ်ရောက်ပြီးကောသလမင်းကြီးလည်းတက်တော်80အရွယ်ရောက်တဲ့အချိန်မေရာလုပဆိုတဲ့ဏိကုံးမှာရသော်ဘုရားတရင်သုံးနေတဲ့အချိန်ကောသလမင်းကြီးလာရောက်တွေ့ဆုံပြီးဘုရားနဲ့စကားပြောနေတော့ဒီကကာလဆိုတဲ့စစ်သူကြီးကဥဆောင်ပြီးတော့ဘုရင်ကြီးကိုအာဏာသိမ်းလိုက်တယ်ပေါ့အဲ့ဒီခေတ်အာဏာသိမ်းပြီးမင်းသားဝိတ္တုပကိုနမ်းမြောက်လိုက်တယ်အဲ့ဒီအချိန်မှာဝိတ္တုပသူ့ရဲ့ရန်ညိုးတွေကလေးစားခြေဖို့တာဂဝေမင်းတွေကိုမျိုးတုံတပ်ဖြတ်မှုလုပ်ဖို့ကြိုးစားလာအဲ့ဒါလိုကြိုးစားတဲ့အခါမြတ်စွာဘုရားကနှစ်ကြိမ်တိုင်ကြွပြီးတော့ပရိယေနဲ့မြတ်စွာဘုရားဆွေတွေမျိုးတွေကာကွယ်ပေးတော်မူခဲ့သို့တော့တာဂဝေမင်းသားတွေတာဂဝေလူမျိုးတွေကလည်းတစ်ချိန်တော့ကစုပေါင်းပြီးတော့မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တာဖြစ်တယ်အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးကိုတော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတားဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဥပိ္ပခာရှုလိုက်ဒီအချိန်မှာဝိတ္တုပဆိုတဲ့ကောသလမင်းဟာတာဂဝေတို့ရဲ့တက္ကတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးတော့တာဂဝေနေမျိုးတုံးအောင်တပ်ပစ်ခဲ့တယ်မြတ်စွာဘုရားတက်တော်ရှင်ရှားရှိနေတဲ့အချိန်တာဂဝေမင်းတွေများပြားလာတဲ့တာဂဝေမင်းတွေဟာဝိတ္တုပရဲ့ကျူးကျော်စစ်မှာတပ်ပွဲအသက်ခံလိုက်ရတာဖြစ်တယ်ပေါ့အဲ့ဒီလိုအသက်ခံရတာဟာတာမန်ပုဂ္ဂိုလ်တွေဆိုရင်ညာတိပြဒနာလို့ခေါ်တယ်ဆွေတွေမျိုးတွေရဲ့ပျက်စီးမှုနဲ့ကြုံတဲ့အခါစိတ်သောကတွေဖြစ်ကြမြတ်စွာဘုရားသခင်ကိုရမြတ်ကတော့ဓမ္မတံဝေကလို့ခေါ်တယ်လောကကြီးရဲ့သဘာဝကိုဆင်ញင်သင်စားပြီးသင်္ခါရတွေပေါ်မှာရှက်ရွံ့ခြင်းလို့ဆိုတဲ့ပတ္တပအတိဉာဏ်ဖြင့်စဉ်းစားဆင်ញင်ပြီးတော့လောကရဲ့သဘာဝကိုဆင်ញင်စဉ်းစားပြီးတံဝေကဖြစ်တော်မူတာသာရှိတယ်တောကဆိုတာမဖြစ်ခဲ့ဘူးပေါ့လောကလူတွေဟာဆွေနဲ့မျိုးနဲ့နေကြတာဖြစ်တော့မိမိတို့ရဲ့ဆွေမျိုးမိဘအတိုင်းဝိုင်းမှာပျက်စီးဆုံးရှုံးမှုနဲ့ကြုံပြီးဆိုလို့ရှိရင်တောကဖြစ်လာကြတောကကိုမထိန်နိုင်တဲ့အခါမှာပရိဒေဝဆိုတဲ့ငိုယုံမှုတွေဖြစ်ကြတာဒါကညာတိပြဒနာနဲ့ဆုံတဲ့အခါတောကဖြစ်တယ်နောက်တစ်ခါဘောကပြဒနာကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဟာမိလောင်လို့ပါသွားတာတို့ရေမျောလို့ပါသွားတာတို့မင်းဆိုးရာဇာတွေကသိမ်းယူလိုက်တာတို့သခိုးဓမြကလူရဲ့တိုက်ခိုက်သွားတာတို့အမွေခံသားဆိုးသမီးဆိုးတွေကသုံးဖြုံးပြစ်လို့ကုံသွားတာတို့အဲ့ဒီလိုဘောကဗျာဒနာလို့ခေါ်တယ်ကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေကုန်းကောက်เสียမရှိတော့အောင်ပျက်စီးမှုနဲ့ကြုံပြီးဆိုလို့ရှိရင်လူတွေဟာစိတ်ပူကြတောကဖြစ်ကြနော်ပစ္စည်း
ကုံဆုံးခြင်းပြည့်စုံခြင်းအတွက်တောကတွေဖြစ်ကြတယ်အဲ့ဒီတောကဟာလေလူတွေကိုနှိပ်စက်နေတဲ့အရာဖြစ်လို့ဆင်ញင်တုံတရားဖြင့်ကျော်လွှားဖို့ကြိုးစားမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတတိပဌာန်ကျင့်စဉ်ကိုကျင့်ပြီးတော့ကျော်လွှားနိုင်မယ်ဆိုရင်တော့တောကကိုလုံးဝလွန်မြောက်သည့်အထိအောင်ကျော်လွှားနိုင်တဲ့အနေအထားမျိုးရတယ်ဆင်ញင်တုံတရားဖြင့်ကျော်လွှားခြင်းဟာတည်ငါတခဏအားဖြင့်သာလျှင်ကျော်လွှားနိုင်တာဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကရောဂပြဿနာကိုယ်ကိုစဉ်းစားကြည့်ယောဂဝေဒနာတွေဖြစ်လာပြီဆိုရင်လူတွေဟာစိတ်ပူကြတယ်တောကဖြစ်ကြတယ်မိမိရဲ့မိသားစုတွေကယောဂဖြစ်တာပဲဖြစ်စေမိမိကိုယ်တိုင်ယောဂဝေဒနာဖြစ်တာပဲဖြစ်စေအားလုံးဟာစိတ်ပူတယ်ဆိုတဲ့တောကခံစားကြရတယ်အဲ့ဒါလိုခံစားလာရတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမမှန်ကန်တဲ့အတွေ့အကြုံဖြင့်တောကကိုလျှော့ချလို့ရနိုင်တယ်တောကကိုလျှော့ချဖို့ဤစနစ်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ပေါ့အေးမြတ်စွာဘုရားဟောကြားတဲ့တတိပဌာန်မဲ့ခင်၈ပါးအကျင့်တရားဝိပဿနာတရားကိုကြိုးစားအထောက်ပြီးတော့ဟောရောက်အောင်မြင်သွားမယ်ဆိုရင်တော့ရှင်ထဲကတောကကိုလုံးဝဖယ်ရှားပြစ်နိုင်မှာလားဖြစ်တယ်ပေါ့တောကဆိုတာစူးကြောင်ကြီးပမာရင်ထဲမှာစူးဝင်နေတဲ့မချိတဲ့ခံစားချက်မျိုးဆိုလို့ပေါ့လောကကြီးမှာဒီတယ်မကလူတွေဟာတောကဖြစ်ကြတာတွေအများကြီးပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်ဘာသာနဲ့တီဟိုဆရာတော်ကြီးတစ်ပါးရေးထားတဲ့စာအုပ်ကစိတ်ဝင်စားစရာသူစာအုပ်ရဲ့နာမည်က Why Worry မင်းဘာဖြစ်လို့စိတ်ပူနေတာလဲဘာကြောင့်စိတ်ပူခြင်းရဲ့အကြောင်းဆိုတာရေးထားရင်ဟာစိတ်မပူအောင်ဖြေပြောင်းနည်းတွေရှင်းလင်းဖော်ပြထားတာရှိတယ်ရသော်ဘုရားရဲ့အဆုံးအမထဲမှာ worry လို့ခေါ်တဲ့စိတ်ပူလောင်မှုတွေစိတ်သောကတွေကိုဖယ်ရှားနိုင်တဲ့နည်းစနစ်တွေဟောကြားထားလို့လောကကြီးမှာစိတ်မပူတဲ့လူမျိုးဆိုတာလည်းမရှိဘူးစိတ်မပူတဲ့လူဆိုတာလည်းမရှိဘူးစိတ်ပူစရာမရှိတဲ့ဘဝဆိုတာလည်းမရှိဘူးဒါကြောင့်မလို့ဒီစိတ်ပူစရာတွေကထွက်ပေါက်ဆိုတာကျွတ်တင်ပြီးတော့စဉ်းစားဆင်ခြင်ပြီးစိတ်ပူမှုတွေကိုလျှော့ချဖယ်ရှားပြဖို့ဟာအရေးကြီးတယ်ဒါကြောင့်မို့စိတ်သောကကိုဖယ်ရှားခြင်းဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေမှာထင်ထင်ရှားရှားဟောကြားဆုံးမထားတာရှိပေါ့အဲ့ဒီဟောကြားဆုံးမထားတာတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်စိတ်သောကလျှော့ချနိုင်ကြတယ်နောက်ဗျာဒနာတရားနှစ်ခုကတော့ဘာလို့ဆိုရင်သီလဗျာဒနာနဲ့ဒိဋ္ဌိဗျာဒနာကိုချင်းသီလပြက်ပြားသွားတာဟာလေစိတ်ပူစရာကောင်းတယ်ဒိဋ္ဌိဗျာဒနာအမြင်တွေပျက်စီးသွားတာမှန်ကန်တဲ့အမြင်တွေပျက်စီးသွားပြီးအယူဝါဒပေါက်ပြန်သွားတာလည်းစိတ်ပူစရာကောင်းသို့သောတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာကိုချင်းသီလပြပြခြင်းကြောင့်စိတ်ပူတဲ့သူမရှိသလောက်ရှားတယ်အမြင်ဟောက်ပြန်သွားခြင်းကြောင့်မှားယွင်းတဲ့အမြင်ကိုလက်ခံမိခြင်းကြောင့်စိတ်ပူသွားတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိသလောက်ရှားကြများသောအားဖြင့်တာမန်ပုဂ္ဂိုလ်တွေစိတ်ပူနေကြတယ်ဆိုတာဟာညာတိဗျာဒနာဆွေမျိုးတို့ရဲ့ပျက်စီးမှုဘောဂဗျာဒနာမိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတို့ရဲ့ပျက်စီးဆုံးရှုံးမှုရောဂဗျာဒနာယောဂဝေဒနာဖြစ်လို့ပျက်စီးဆုံးရှုံးမှုလို့ဆိုတဲ့ဒီသုံးမျိုးကိုတော့လူတွေဟာရှုချုံမရအောင်ပူလုံးနေဖြစ်ကြပေါ့အဲ့ဒါလည်းပဲစဉ်းစားဆင်ခြင်ဉာဏ်တရားဖြင့်ဖယ်ရှားပြလို့ရစဉ်းစားရမယ်အချက်တစ်ခုကတော့ညာတိဗျာဒနာနဲ့ကြုံတွေ့လို့လေအပင်ငရဲကိုမကြနိုင်ဘူးဘောဂဗျာဒနာကြုံတွေ့ခြင်းကြောင့်လည်းအပင်ငရဲမရောက်ဘူးရောဂဗျာဒနာကြုံတွေ့ခြင်းကြောင့်လည်းအပင်ငရဲကိုမရောက်ဘူးသို့တော့သီလဗျာဒနာကြဒီဘဝမှာမတိတာတော့လည်းပဲဤဘဝဤချမ်းမဲမှာဒုက္ခတိအပယ်ဆင်းရဲကိုခံရမှာသိကြတယ်ပေါ့ဒိဋ္ဌိဗျာဒနာဆိုတာတန်တရားထဲမှာတဝက်လဲလဲနဲ့ဆင်းရဲဒုက္ခတွေကြုံမှုအတွက်သိချဒါကြောင့်သီလဗျာဒနာဒိဋ္ဌိဗျာဒနာဟာတဘဝသာဒုက္ခပေးမှာမဟုတ်ဘဲနဲ့ဘဝဆက်တိုင်းဆက်တိုင်းဒုက္ခပေးတဲ့ပျက်စီးမှုဖြစ်သည့်အတွက်ကြောင့်သီလဗျာဒနာနဲ့ဒိဋ္ဌိဗျာဒနာဆိုတဲ့နှစ်ခုကိုတော့အရေးတကြီး
မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြအောင်ဖြစ်တယ်ပေါ့အေးပေါ့ယာတိပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူးဘောဂပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူးရောဂပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူးရှောင်လွှဲလို့မရလို့ကြုံတွေ့လာလို့ရှိရင်လေသူတို့ဒီပြဒနာတရား၃ပါးဟာဒီဘဝမှာသာဒုက္ခပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့ဆင်ញဉဏ်ဖြင့်မိမိရဲ့စိတ်သောကပဲရှာစိတ်သောကဆိုဒီမှာဒေါမနတလို့ခေါ်တဲ့စိတ်ရဲ့ခံစားမှုတစ်မျိုးပဲဖြစ်တယ်အဲဒီစိတ်ရဲ့ခံစားမှုဆိုတဲ့ဒေါမနတဝေဒနာဟာဒေါသဆိုတဲ့တရားနဲ့ရှင်တွဲပြီးတော့ဖြစ်လာဖြစ်ဒေါသဆိုတဲ့တရားနဲ့ရှင်တွဲဖြစ်လာတဲ့စိတ်ခံစားမှုဟာလူတွေကိုရှင်ထဲမှာပူလောင်နှိပ်စက်တတ်တဲ့သဘောတရားရှိတယ်ပေါ့အဲ့တော့ရှေးကပညာရှိတွေဟာဘောဂပြဿနာနဲ့ကြုံတွေ့တာတို့ယာတိပြဿနာနဲ့ကြုံတွေ့တာတို့ရောဂပြဿနာနဲ့ကြုံတွေ့တာတို့အဲ့ဒါလို့ကြုံတွေ့လာပြီဆိုလို့ရှိရင်တော့မှန်ကန်တဲ့အတွေးတွေကိုတွေးတောဆင်ခြင်သုံးသပ်ခြင်းဖြင့်ဒီတောကစိတ်တောကလျှော့ကြကြဖြစ်တယ်ဟောတောကဆိုတာလူတွေကိုယူတတ်သွားစေနိုင်လောက်အောင်ပြင်းထန်တယ်ပဒါစာရီရဲ့တောကဟာအယုဒေမဘဝကိုရောက်သွားစေတယ်ပေါ့ဒီတောကဟာပဒါစာရီအယုဒေမဘဝရောက်တယ်လို့ပဲခိတာဂေါရမီရဲ့သားပေါ်သားကလေးတည်ဆုံးသွားတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့တောကဟာလည်းပဲယူတဲ့ဘဝကိုရောက်သွားတာဖြစ်တယ်ဒါကြောင့်မို့လို့တောကကြောင့်ဖြစ်လာတဲ့အယူအနှံဘဝတောကကိုမထိန်နိုင်ဘူးဆိုရင်အယူဘဝမှာဆက်လက်ပြီးတော့နေဖြစ်သွားနိုင်တယ်ပဒါစာရီဆိုတာအလုံးကြားဥကြတဲ့အတိုင်းစင်စင်ရဲရဲတောနဲ့ထဲမှာအားကိုရမဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ကလည်းတည်ဆုံးတယ်မွေကြိုက်လို့တည်တာသားလေး2ယောက်ကိုလက်ဆွဲပြီးလာရင်ချောင်းတစ်ခုကိုဖြတ်ကူးတဲ့အခါမှာသားငယ်လေးကိုဟိုဘက်ပို့သားကြီးလေးကိုပြန်ခေါ်ဖို့အလားမှာသားငယ်ကလေးကိုစွန့်ချီသွားတယ်သားအကြီးကသူ့ခေါ်တဲ့မှတ်ပြီးရေထဲဆင်းလာမိခင်လှုပ်တဲ့ပုဂ္ဂိုလ်ကရေလေကောင်ကနေပြီးတော့စွန်ကိုလှမ်းអော်ပြီးလက်ခုပ်တီး6ထားကိုသားအကြီးကသူ့ခေါ်တဲ့ထင်ပြီးရေထဲဆင်းတဲ့အခါအရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ချောင်းရည်ကတိုင်မျောသွားလို့သူဟာတူရီဖြစ်သွားလမ်းမှာတွေပဲအားကိုရတဲ့ခင်မွန်းယောက်ျားလူမမယ်သားငယ်လေး2ဦး3ယောက်ဆုံးရှုံးသွားတဲ့အခါမှာသူ့မှာဖြေစရာလေးကြံသေးတယ်အိမ်မှာအမေရှိတယ်အဖေရှိတယ်မောင်ရှိတယ်အဲ့ဒီအမေအဖေမောင်လေးနဲ့တွေ့ဖို့ကြိုးစားပြီးလာလိုက်တဲ့အခါမှာသူလမ်းမှာခြုံတွေ့ခဲ့တဲ့အမတန်ကြီးမားတဲ့မိုးမုန်တိုင်းကြီးကလေမုန်တိုင်းတိုက်ခြင်းမိုးတွေရွာချခြင်းဆိုတာကြောင့်သူ့ရဲ့မိဘ2ပါးနဲ့မောင်လေးဟာအိမ်ပြိုကျပြီးတော့သေဆုံးသွားကြတယ်ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အချိန်မှာသူ့မှာယူချုံမရစိတ်သောကဖြစ်ပြီးအယူတဲ့ဘဝကိုရောက်သွားခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မှသောကကိုဖြေဖို့နီးလန်းကိုမြတ်စွာဘုရားကဟောကြားဆုံးမလိုက်မှသူဟာမိမိရဲ့စိတ်မူရင်းစိတ်ကိုပြန်လေးရရှိပြီးနောက်ဆုံးမှာတော့ယဟန္တာမကြီးဘဝကိုရောက်ရှိသွားခဲ့တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားနဲ့တွေ့လို့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုအပြည့်အဝရတဲ့အခါမှာစိတ်သောကတွေကိုဖယ်ရှားနိုင်ကြအေးဒီကနေ့ခေတ်မှာထိုကဲ့သို့သောကဖြစ်เสียတွေကျုံလာပြီဆိုရင်တို့တွေရောဘယ်လိုစဉ်းစားကြမလဲယာတိပြဒနာနဲ့ကြုံရင်ဘောဂပြဒနာနဲ့ကြုံရင်ရောဂပြဒနာနဲ့ကြုံမယ်ဆိုရင်တို့တွေရောဘယ်လိုသောကကိုဖယ်ရှားပြစ်ကြမလဲဘယ်လိုတားဆီးကြမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကိုနာခံမှတ်သားပြီးတော့မိမိတို့ဘဝမှာလက်တွေ့ကျင့်သုံးနိုင်အောင်မှတ်သားထားပြီးဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့950ဇတ်ထဲမှာမဏိကုန္ဒလဇတ်ဆိုတာရှိတယ်အဲ့ဒီမဏိကုန္ဒလဇတ်350ဇတ်မြောက်အဲ့ဒီမဏိကုန္ဒလဇတ်တောကကိုဘယ်လိုထိန်းနေဆိုတာတောကကိုဘယ်လိုဖယ်ရှားတယ်ဆိုတဲ့ဤစနစ်ကိုရှင်းပြထားတာဖြစ်လို့မှတ်သားထိုက်တဲ့အရာတစ်ခုဖြစ်ပြီပေါ့
အဲ့ဒီတော့ကတောကကိုဖြည့်ရှင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာနန်းကျဘယင်ဘဝရောက်သွားတော့လည်းပဲစိတ်တောကမဖြစ်တဲ့ဗာရဏသီမင်းရဲ့နှလုံးသွင်းကိုဘုန်းကြီးတို့တွေမှတ်သားထားကြအောင်ဖြစ်တယ်ကာတိတိုင်းနဲ့ကောသလတိုင်းဆိုတာဆက်ဆက်ပြီးတော့နေဒီကနေ့ခေတ်မှာလည်းပဲကာတိလို့ပဲခေါ်တယ်ဗာရဏသီဆိုတဲ့နာမည်ကလည်းဒီကနေ့ခေတ်အိန္ဒိယမှာဗာရဏစီလို့ပဲခေါ်တယ်အဲ့ဒီမှာကာတိတိုင်းကကောသလမင်းကောသလတိုင်းကဗာရဏသီကဖြမတမင်းဗာရဏသီမင်းအဲ့ဒီယမယံခါကောသလမင်းကအနိုင်ရပြီးတော့လူရဲ့တိုက်ခိုက်တတ်တယ်ယမယံခါကျတော့ကောသလမင်းကာတိမင်းကအနိုင်ရပြီးလူရဲ့တိုက်ခိုက်တတ်ပြန်လှန်ဖြစ်တတ်အားကြီးတဲ့လူကအနိုင်ရအဲ့ဒီတိုင်းပြည်နှစ်ပြည်ဟာအနိကရှိသည့်အတွက်ကြောင့်ယမယံခါစစ်ဖြစ်လိရှိကြဒီတစ်ချိန်မှာတော့ကောသလမင်းကကာတိကဗာရဏသီမင်းကိုစစ်ကြေညာပြီးတော့ဗာရဏသီမင်းကိုဖမ်းလိုက်တယ်တိုင်းပြည်ကိုသိမ်းပြီးတော့ဗာရဏသီမင်းပိုင်ဆိုင်တာတွေအကုန်လုံးရယူသိမ်းပိုက်ပြီးတော့သူဟာဗာရဏသီဘုရင်မင်းကိုနန်းချချုပ်နှောင်ပြီးတော့နန်းချဘုရင်အဖြစ်ချုပ်နှောင်ထားတယ်ပေါ့အဲ့ဒီချိန်မှာစဉ်းစားကြည့်ဒီဗာရဏသီမင်းဟာစီစိတ်ဥစ္စာတွေအားလုံးလူရက်ခံရရုံမှာကသူ့ဘက်ကဆွေတွေမျိုးတွေဖမ်းခံရလို့တပ်ဖြတ်ခံရရုံမြမကသူကိုယ်တိုင်လဲနန်းကျဘယင်ဘဝနဲ့ထောင်နှန်းဆန်နေရတဲ့အနေအထားမျိုးရောက်တယ်ဘယ်လောက်ပဲစိတ်တောကဖြစ်မလဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီစိတ်တောကဖြစ်လာတာသူဟာစိတ်ပူเสียကောင်းတဲ့တောကဖြစ်เสียကောင်းတဲ့အခြေအနေဆိုးကြီးထဲမှာတောကမဖြစ်အောင်ဘယ်ပုံထိန်းသိမ်းခဲ့တယ်တောကကိုဘယ်လိုဖယ်ရှားပြီးတော့စိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်ဆိုတာကိုမှတ်တမ်းတင်ထားပြီးသင်ခန်းစာယူဖို့ဟောကြားဆုံးမထားတဲ့စာတကဇလန်တစ်ခုကဖြစ်တယ်ပေါ့အဲ့ဒါလိုဗာရဏသီမင်းကြီးဟာနန်းကြဘယင်ဘဝရောက်ပြီးတော့ဒီထောင်နှန်းဆန်းနေရတဲ့အချိန်မှာသူဆုံးရှုံးနေတာခဲ့တာတွေအတွက်စိတ်ထဲမှာကြံတွေးမနေတော့ပဲနဲ့သူဟာတမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးထောင်ထဲမှာနေရတော့လည်းပဲတမထကျင့်စဉ်နဲ့ဇံရသည်ထိအောင်သူဟာတရားဓမ္မနှလုံးသွင်းပြီးတော့နေလိုက်တာအဲ့ဒါနဲ့ထောင်ထဲနေရတယ်ဆိုတဲ့ချက်တဲမှုစီစဉ်ဥစ္စာတွေပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့အပေါ်မှာတွေးတောပူပန်မှုတွေတခုမှမရှိတော့ဘဲနဲ့သူဟာစိတ်နှလုံးအေးချမ်းစွာဘာတစ်ခုမှမပူဘဲနဲ့ကြည်ကြည်လင်းလင်းဝမ်းပန်းတတာတာမန်နေချအတိုင်းစိတ်ပြက်လက်ပြက်မရှိဘဲနဲ့နေနိုင်တယ်အဲ့ဒါလိုနေနိုင်တာနဲ့ပတ်သက်ပြီးတော့ရန်သူဖြစ်တဲ့ကောသလမင်းကသူထောင်သွင်းအကျဉ်းချထားတဲ့ဗာရဏသီမင်းရဲ့မျက်နှာအသွင်ကိုကြည့်ပြီးတဲ့အခါမှာဒီလောက်တောင်စစ်လဲရှုံးတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းခံရတယ်သူ့ဘက်သားတွေလည်းအသက်ခံလဲရတယ်သူကိုယ်တိုင်လည်းနန်းချဘယင်ဘဝနဲ့ထောင်နှန်းဆန်းနေရတယ်ဒါပေမဲ့သူဟာအပြုံးမပြတ်ပဲစိတ်သောကဖယ်ရှားထားနိုင်တာဘာကြောင့်လဲဆိုသူသိချင်းအဲ့ဒါလို့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော်လည်းပဲဗာရဏသီမင်းကြီးဟာသူဟာစိတ်သောကဘယ်လိုအတွေးနဲ့ဖယ်ရှားသလဲဆိုတာသူကပြန်ပြောပြရှိအဲ့ဒီပြန်ပြောပြတာလေးကိုသင်ခန်းစာအဖြစ်မှတ်ယူထားပြီးတော့စဉ်းစားဆင်ခြင်တတ်ဖို့မြတ်စွာဘုရားကအဲ့ဒီဇာတကစရိုဒီထဲမှာဇာတကဝတ္ထုတွေထဲမှာဗာရဏသီမင်းကြီးရဲ့စိတ်တောကဖယ်ရှားတဲ့နည်းစနစ်ကိုဟောကြားထားခဲ့တာဖြစ်တယ်ပေါ့သူဟောကြားမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဗာရဏသီမင်းဟာဘယ်လိုတွေးတောဆင်ခြင်ခဲ့သလဲဗာရဏသီမင်းကြီးရဲ့အပြုံးမပြတ်နေနိုင်တာနဲ့ပတ်သက်ပြီးပထမကောသလမင်းကမေးမြန်းနေပေါ့သူမေးတဲ့မေးခွန်းကဘာတော့လို့ဆိုရင်
စီနောပထပ္ပံမဏိကုံတလံစအေးဗာရဏသီမင်းကြီးဟာသူပိုင်ဆိုင်တဲ့မြင်ရထားတွေသူပိုင်ဆိုင်တဲ့အရာတွေတန်ဖိုးရှိတဲ့ဗရမ ्या နှရောင်းတွေသူ့ရဲ့ပိုင်ဆိုင်မဲ့ယရနာတွေအားလုံးဟာသူအသိခံလိုက်ရတော့ဆုံးရှုံးသွားပြီတိုင်းပြည်ကြီးလည်းဆုံးရှုံးသွားပြီအားလုံးရန်သူလက်ထဲမှာသူဟာဆုံးရှုံးနေတာမှုတွေနဲ့ဂျုံသွားရတယ်ဥဒ္ဒေသဓာရေသတထေဝစီနောသားတွေနော်ကျင်ယာတွေအားလုံးဟာသူဟာဆုံးရှုံးသွားတယ်အားလုံးဟာအဖမ်းခံလိုက်ရတော့အားလုံးဟာဒုက္ခရောက်ပြီးသားတဲ့ကွယ်မရတဲ့ကွယ်ဆိုတာဖြစ်သွားတယ်ပေါ့တပေတုဘောခေတုအတေတကေတုသူပိုင်ဆိုင်တာမှန်သမျှဘာတစ်ခုမှမကြံအကုန်လုံးကောသလမင်းကသိမ့်ယူလိုက်တာဖြစ်တယ်သူ့မှာလက်ဖွားခြေဖွားပဲကြံတော့အဲ့ဒါလို့ရှိသမျှပစ္စည်းတွေအကုန်လုံးအသိမ်းခံလိုက်ရအဲ့ဒါလို့အသိမ်းခံလိုက်ရလို့ပျက်စီးမှုတွေများစွာကြုံပြီးလူကိုယ်တိုင်ထောင်နှန်းဆန်းနေရတဲ့အချိန်မှာကတ္တမနတန္တပတိတောကကလေးတကယ်ကိုစိတ်ပူစရာကောင်းတဲ့အချိန်တောကပြန်ဖြစ်เสียအချိန်မှာဘာဖြစ်လို့စိတ်ထဲမှာမပူဘဲနဲ့အပြုံးမပြည့်နေနိုင်တာလဲလို့ကောသလမင်းကကာတိဘုရင်ကြီးကိုမေးတဲ့အခါမှာဗာရဏသီကာတိဘုရင်ကြီးကဘလို့ဖြေတော့ဆိုသူ့အတွေးလေးဓမ္မမှတ်သားစရာကောင်းသူကဘလို့စဉ်းစားတော့လို့ဆိုတော့ပုပ္ပေဝမစ္ဆံဝိသဟန္တိဘောဂဘယ်သူပဲဖြစ်ဖြစ်ကိုပိုင်ဆိုင်တာတွေရှိတယ်အိမ်ယာရွှေငွေရတနာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအဲ့ဒီပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာဒီပိုင်ဆိုင်သူကိုမသေးခင်စွန့်ခွာသွားတာတွေလည်းရှိတယ်ဒါကဘာလို့ဆိုရင်ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအသိခံလိုက်ရတာတို့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေမီးထဲပါသွားတာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေရေထဲမှာပျက်စီးသွားတခိုးရမြလူရက်ခံလိုက်ရတာတို့အဲ့ဒါမျိုးဟာပုပ္ပေဝမစ္ဆံဝိဇဟန္တိဘောကစီးစိမ်ဥစ္စာတွေကရင်လေအရင်လူကိုစွန့်ခွာသွားကြပြီကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးဟာကိုယ့်ကိုစွန့်ခွာသွားကြတယ်မစ္ဆောဝါတေပုဗ္ဗတရဇဟန္တိတို့မဟုတ်ပစ္စည်းဥစ္စာတွေကိုလူကရင်လည်းစွန့်ခွာသွားကြအေးတချို့ဆိုလို့ရှိရင်ဓမ္မချမ်းသာတော့လည်းပဲအစည်းရင်ဖြစ်ပြီးတော့မိသားစုဆုံးရှုံးသွားကြသိဆုံးသွားကြအဲ့ဒါကြတော့သူချမ်းသာတဲ့များတွေသူဒီတိုင်းထားပြီးတော့ဘဝကိုအဆုံးသတ်သွားတာအဲ့ဒါမစ္ဆောဝတိပုဗ္ဗတရံဇဟန္တိဆိုလိုတဲ့အဓိပ္ပာယ်ကပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်လူနဲ့ပစ္စည်းဟာဒီနှမျိုးကလွဲပြီးတော့ဘယ်တော့မှအိုးစားကွဲမှမရှိအိုးစားကွဲတာဒီနှမျိုးနဲ့ပဲအိုးစားကွဲသွားဘယ်သူပဲဖြစ်ဖြစ်တနေ့ကြာလို့ရှိရင်နော်ပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဆိုပြီးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လူတိုင်းဟာနော်ဒီနည်းနဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးကြဖြစ်တယ်ပေါ့လူကတော့လဲပစ္စည်းဥစ္စာကိုစွန့်ပစ္စည်းဥစ္စာကိုတော့လဲလူကိုစွန့်ပြီးတော့ကွဲကွာသွားတဲ့မြေပဲဖြစ်တယ်ဆိုတဲ့လောကသဘာဝကိုစဉ်းစားကြည့်ရအဲ့တော့ပစ္စည်းပိုင်ရှင်တဲ့ပုဂ္ဂိုလ်ကလည်းပဲထာဝရမဟုတ်ဘူးသူပိုင်တဲ့ပစ္စည်းတွေကလည်းထာဝရမဟုတ်ဘူးတခဏမျှတာပိုင်ဆိုင်တယ်လို့ပြောရတာတွေဖြစ်တယ်အချိန်မရွေးဒီပစ္စည်းတွေကိုထားပြီးသွားရမယ်သို့မဟုတ်ပစ္စည်းတွေကတော့လည်းကိုယ့်ကိုခွဲသွားနိုင်တယ်ဆိုတဲ့သဘောတရားကိုစိတ်ငုံဆင်ញင်သုံးသပ်ကြည့်အတ္တတတာဘောခိနောကာမကံလိုချင်စရာတွေကိုလိုချင်တတ်တဲ့တမန်ပုဂ္ဂိုလ်တွေဟာဘယ်အရာပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာတွေဟာလူကလည်းမမြဲဘူးကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်းမမြဲဘူးပစ္စည်းပိုင်ဆိုင်သူကလည်းထာဝရမဟုတ်ဘူးဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်တနေ့တစ်ချိန်ကြလို့ရှိရင်
ကိုပစ္စည်းတွေကလည်းကိုနဲ့ခွဲသွားမယ်ကိုကတော့လည်းပစ္စည်းတွေထားပြီးထွက်သွားမယ်ဆိုတဲ့အနေထားမျိုးတစ်ခုအောင်ဧကံဒိဋ္ဌမြေကြီးလက်ခတ်မလွယ်ကြုံရရမှာပဲဆိုတဲ့အတွေးဟာမှန်ကန်တဲ့အတွေးတစ်ခုပဲဖြစ်တယ်အဲ့ဒီအတွေးနဲ့တောကကိုဖယ်ရှားလို့ရတယ်လို့ဒီလိုဆိုလို့နော်တတ္တမနသောစာမဟံတောကကလေးဒီသဘောတွေကိုအပြန်အပြန်လှန်လှန်နှစ်ဖူးလက်တဲ့ဆင်ញင်သုံးသပ်ထားသည့်အတွက်ကြောင့်သူဟာတောကမဖြစ်ဘူးတဲ့ပစ္စည်းဥစ္စာကတော့လဲငါ့ကိုစွန့်မယ်ငါကတော့လဲပစ္စည်းဥစ္စာကိုစွန့်သွားရမယ်ငါနဲ့ပစ္စည်းဆိုတာတခုမှမြဲတာမရှိဘူးလို့ဒီအမှန်တရားကိုဆင်ញင်သုံးသပ်ခြင်းဖြင့်နှလုံးသွင်းဆင်ញင်ထားခြင်းဖြင့်တောကသူကကြိုတင်ပြီးတော့မဖြစ်အောင်ဟန်တာပယ်ရှားထားနိုင်တယ်ဒါလွယ်လွယ်လေးရေနော်လွယ်လွယ်လေးစဉ်းစားတတ်ဖို့အဲ့ဒါလိုလွယ်လွယ်လေးစဉ်းစားထားတဲ့အတွက်ကြောင့်ဘလောက်ပဲဒုက္ခရောက်ရောက်ဘလောက်ပဲဆုံးရှုံးနေတာမှုတွေနဲ့ကြုံလောကရဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာစိုးရိမ်တောကကိုရင်ထဲကဖယ်ရှားပြစ်နိုင်ခဲ့တယ်ဒီလိုဆိုတာပေါ့နော်အံ့ဩဖွယ်ရာဗာရဏသီကာတိမင်းကြီးဟာသူ့ရင်ထဲမှာရောက်နေတဲ့တောကသူကိုယ်တိုင်နန်းကြဘရင်ဘဝရောက်သွားပြီးပျက်စီးဆုံးရှုံးမှုတွေကြီးကျယ်ကြုံရတော့လည်းပဲစိတ်အေးလက်အေးထောင်ထဲမှာနေနိုင်တာဟာဒီအတွေးတွေကြောင့်မှန်ကန်တဲ့အမြင်တွေကြောင့်နေနိုင်တာဖြစ်တယ်လို့သူ့ကိုဖန်ဆီးထားတဲ့ကောသလမင်းကြီးကိုရှင်းပြခဲ့တာဒါဟာလက်တွေ့အားဖြင့်ဘုန်းကြီးတို့တွေလည်းဆင်ញင်သုံးသပ်ပြီးတော့သင်ခန်းစာယူရမယ်အတွေးမှန်ပဲဖြစ်တယ်ပေါ့သူစဉ်းစားပုံလေးတစ်ခုဆက်ပြီးတော့ပြောတယ်နော်လောကကြီးကပဲယာမမမြဲဘူးဆိုတာ ਨੇ ပတ်သက်ပြီးတော့သူဆက်ပြီးတော့ဘယ်လိုပြောတော့ဆိုဥဒေတိအာပုရတိဝေတိစာစန္ဒောအထံတပိတဝါနပလေတိသူရိယောလူတိုင်းတွေ့နေကြတာပဲကောင်းကင်ကလာပြီချိန်မှတက်ထွန်းလာတဲ့လာပြီဝန်းကြီးနေ့စဉ်နဲ့အမျှနာနဲ့ပိုင်းမှာထွက်ပေါ်လာတဲ့နေဘယ်အရာဟာထာဝရရှိတယ်လဲဆိုစဉ်းစားကြည့်နေဟာထွက်လာပြီးတဲ့အခါမှာအနောက်တောင်ဆုံးကိုဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတာပဲလောကကြီးကိုအလင်းပေးနေတဲ့နေမင်းကြီးဟာလည်းပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဆိုတဲ့လောကရဲ့သဘာဝကိုမလွန်ဆန်ဘူးလာပြည်နေမှာထွက်ပေါ်လာတဲ့လာပြည်ဝန်းကြီးဟာလည်းပဲထွက်လာတဲ့အချိန်ကနေစပြီးတဖြည်းဖြည်းနောက်ဆုံးမှာပျောက်ကွယ်သွားတာပဲဆိုလိုတာကသင်္ခါရတရားဆိုတာဘယ်ရာမှမမြဲဘူးဖြစ်လာပြီးရင်ပျက်စီးခြင်းနဲ့အဆုံးသတ်တယ်နေဟာထွက်လာခြင်းဝิญဉ်မှာပဲအဆုံးသတ်မယ်လဟာလည်းပေါ်ထွက်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းမှာပဲအဆုံးသတ်တယ်ဆိုတဲ့ဒီအတွေးမျိုးလေးကိုတွေးပေးတာပေါ့နော်ဝိထိတာမယတတ္တုကလောကတာသူပြောပြတာသူကိုဖန်ဆီးချုံနှောင်ထားတဲ့မင်းကိုသူပြောတာငါဟာလောကကြီးရဲ့သဘာဝကိုသိထားတယ်တဲ့လောကကြီးရဲ့သဘာဝကိုငါသိထားလောကကြီးဆိုတာဘယ်အရာမှမတည်မြဲဘူးဖြစ်လာပြီးရင်အပြည့်ဆိုတာရင်ဆိုင်ရမှာဖြစ်တယ်ဆိုရက်လောကကြီးရဲ့သဘောကိုငါသိထားပြီးဖြစ်တယ်တတ္တမဟာနာသောစာမိတောကကဒါကြောင့်မို့တောကဖြစ်เสียအချိန်နဲ့ကြုံတော်လည်းပဲငါဟာတောကလုံးဝမဖြစ်ဘူးလို့ရဲရဲဝံ့ဝံ့ဖြေဆိုနိုင်ခဲ့တာပဲဖြစ်တယ်ပေါ့အေးဇာတုအာနာစိစိန်ဥစ္စာတွေကိုလူယူပြီးတော့ပိုင်ဆိုင်တဲ့ဘုရင်ကြီးကိုထောင်သွင်းအကျဉ်းချထားတဲ့ကောသလမင်းကြီးဟာကာတိမင်းဗာရဏသီမင်းရှင်းပြတဲ့စကားကိုကြားရတဲ့အခါမှာသူဟာသူ့အမားကိုဝန်ချတောင်းပန်ပြီးတော့ဗာရဏသီမင်းကြီးကိုပြန်ပြီးတော့သူ့စိစိန်ဥစ္စာတွေကိုပြန်လီအနှင်းပေးတယ်လို့ဒီထဲမှာဆိုထားတယ်အဲ့ဒီမှာဗာရဏသီမင်းကြီးကကာတိဘုရင်နဲ့ပတ်သက်ပြီးတော့ကောသလမင်းနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒဆက်ပြီးတော့ပေးတယ်လောကမှာအုပ်ချုပ်တဲ့ခေါင်းဆောင်ပုဂ္ဂိုလ်မင်းဆိုရာဇာဆိုတာဟာဒီစင်စင်ဆာဆာလှုပ်တင်တယ်ဆိုတာကိုပြောဘာကြောင့်ကောသလမင်းကကတိတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ရတယ်လဲလို့ဆိုလို့ရှိရင်
ဗာရာဏသီမင်းရဲ့အမှုထမ်းအမတ်တယောက်ဟာဗာရာဏသီမင်းကြီးရဲ့နန်းတွင်မှာမဟုတ်တာလုပ်သည့်အတွက်ကြောင့်ဟောက်ပြန်မှုတွေကြောင့်ဗာရာဏသီမင်းကြီးကသူ့ကိုယာဓုချပြီးတော့ယာဓုဖြုတ်ပစ်လိုက်တာကိုအညှိုးထားပြီးကောသလမင်းထံဝင်ရောက်ခစားပြီးဗာရာဏသီမင်းကိုတိုက်ခိုက်လူမင်းကိုနမ်းချပြီးတော့သိမ့်ပိုက်ဖို့သွေးဆောင်ဖြားရောက်ပြီးသူကဥဆောင်ပြီးတော့လှုပ်ခဲ့တာဖြစ်တယ်ဗာရာဏသီမင်းကြီးရဲ့အကျိုးအကြောင်းတွေကိုအလုံးသိတယ်ဗာရာဏသီရဲ့ရှိုးဝှက်ချက်တွေအလုံးသိတယ်သူကဥဆောင်ပြီးတော့စစ်ပွဲကိုဆင်နွှဲပြီးဗာရာဏသီမင်းကိုအကျဉ်းသားအဖြစ်ကိုပို့ပေးခဲ့တာဟာအဲ့ဒီရံဘက်လှုပ်တဲ့အမတ်ဆိုးကြောင့်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီလိုစိတ်တွေသဘောထားတွေမှန်ကန်ပြီးတော့မြင့်မြတ်တဲ့ဗာရာဏသီမင်းကိုသူဟာနမ်းချခဲ့တာမှားယွင်းတယ်လို့ဆိုပြီးသူကိုယ်သူပြန်လေတောင်းပန်ပြီးတော့ထီနန်းကိုပြန်အပ်ပိုက်ဆိုင်သမျှတွေကိုပြန်လီရခင်တိုင်းပေးခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာမင်းနှစ်ပါးဟာသစ္စာဂရိပြုတ်ပြီးတော့ဗာရာဏသီမင်းကြီးကပညာရှိပိပိတတကောသလမင်းကိုသူကဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတာဟာလောကလူသားတွေအလွှာအလုံးအတွက်ပေးတဲ့ဆုံးမမှုမျိုးပဲဖြစ်တယ်အဲ့ဒီဆုံးမဩဝါဒတွေကဘာတွေတုံးဆိုသူဆုံးမပုံလေးကကြည့်နော်အလတောဂိဟိကာမဘောဂိနတာရုအရာတီထောင်လူပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေဟာအလုတ်ကိုင်းမလုတ်ချင်ဘူးပြင်းနေဆိုရင်မကောင်းဘူးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်နေစဉ်နဲ့အမျှအလုတ်လုပ်ရမယ်ကြိုးစားအထောက်တဲ့နဲ့လုံလဝိရိယရှိရမှာဖြစ်တယ်အသင်ညတောပပစ္စည်းတော်နတာတုမိသားစုဘဝကိုဆုံးလွတ်ပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ဖို့ကြိုးစားနေတဲ့သူတော်စင်သူတော်မြတ်ဒီပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုမရှိရင်မကောင်းဘူးဆိုလိုတာကလူဆိုတာအလုပ်ကြိုးစားရမှာဖြစ်တယ်ယဟန်ဆိုတာဟာစောင့်စည်းရမှာဖြစ်တယ်အပြောဆိုနဲ့ပတ်သက်လာရင်လည်းစောင့်စည်းရမယ်အပြုအမူနဲ့ပတ်သက်ပြီးတော့လည်းစောင့်စည်းမှုရှိရမယ်ယဟန်ပိပိတတစောင့်စည်းစည်းသိက္ခာနဲ့နေထိုင်ရမယ်လို့ဒီလိုဆိုလို့ရတယ်ပေါ့နောက်တစ်ခုကတော့ရာဇာနတာဓုအနိတမကာရီတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာမစင်မစားမလုပ်သင့်ဘူးဘယ်လုပ်လို့ဆင်ញင်စဉ်းစားပြီးတော့မှလုပ်သင့်တယ်မဆင်ញင်လုပ်လို့ရှိရင်အလုပ်ကိစ္စတွေဟာမှားယွင်းသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မဆင်မကျင်မလုပ်သင့်ဘူးလို့ဒီလိုဆိုယောပန္နိတောကောရနောနတာဓုကောနတာဓုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာထိတ်ကနေရှိစိတ်ဆိုးတတ်ရင်မကောင်းဘူးတဲ့ဒေါသအမျက်မထွက်ရဘူးဒါကြောင့်မို့ပညာရှိအမျက်အပြင်မထွက်ရဘူးလို့ဆိုလို့စိတ်မဆိုးရဘူးအဲ့တော့အလွာအသီးသီးကိုဆုံးမတဲ့စကားပေါ့တာမန်မိသားစုဘဝမှာနေတဲ့လူတွေဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်ယဟန်ဘဝရောက်ရှိနေကြတဲ့ယတိယဟန်ဘဝမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုရှိရမယ်စောင့်စည်းမှုရှိရမယ်တိုက်ပြည်အုပ်ချုပ်တဲ့မင်းတွေဟာဘာလို့အမတ်တမဲ့မဆုံးဖြတ်ဘဲနဲ့တည်တည်ချာချာလေ့လာစူးစမ်းဆင်ခြင်ပြီးတော့မှလုပ်တဲ့နေပညာရှိဖြစ်လို့ရှင်ထိကနေရှိစိတ်ဆိုးတာမျိုးမဖြစ်စေရဘူးလို့ဒီလိုဆုံးမဩဝါဒပေးပြီးတဲ့အခါမှာကောသလမင်းကြီးကိုထပ်ပြီးတော့တတိပေးတဲ့စကားကဘာတော့လို့ဆိုလို့ရှင်နိတမ္မခတ္တိယောဂိရာတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုတာဘယ်တော့ပဲဖြစ်ဖြစ်အရာခတ်သိမ်းကိုကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့မှဆုံးဖြတ်ရမယ်လုပ်ရမယ်တစ်ဖက်သားပြောတာနဲ့ထားမလုပ်ရဘူးအားလုံးဟာလောကမှာဘုရင်ကိုခေါင်းဆောင်တူကိုကပ်ပြီးတော့
ဒီအခွင့်အရေးယူတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်သူတို့ပြောစကားနဲ့လက်ခံပြီးတော့မဆုံးဖြတ်ရဘူးမိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နိတ္တမခတ္တိယောဂိတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာဘယ်အလုပ်ကိုလုပ်လို့တည်တည်ချာချာစစ်ဆေးဆုံးဖြတ်ပြီးမှလုပ်တဲ့နယ်လုပ်ရမှာဖြစ်တယ်နာနိတ္တမထိတံပတိဘယ်တော့မှမစင်စားမစင်ញင်မဲနဲ့အစောတလဲအမိတ်ချမှတ်တာမျိုးလောက်ကင်ဆောင်ရတာမျိုးမလုပ်သင့်ဘူးတဲ့နိတ္တမကာရိနောရာဇယသောကိဋ္တိသဝတ္တတိဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ញင်ုံတရားနဲ့ပြောရင်လည်းလက်လွတ်စပယ်မပြောဘူးလုပ်ရင်လည်းလက်လွတ်စပယ်မလုပ်ဘူးအလုံးတည်တည်ချာချာစိတ်စိတ်ဆက်ဆက်ပြောရင်လည်းပြောသင့်မှပြောတယ်လုပ်ရင်လည်းလုပ်သင့်မှလုပ်တယ်အတိညာနဲ့ဆင်ញင်သုံးသပ်ပြီးမှလုပ်တဲ့ပုဂ္ဂိုလ်ဟာအချမ်းရံစည်းစိမ်ခုံတရင်တွေဟာတိုးတက်လာနိုင်ပါတယ်ဒီဘဝတွေမှာကြီးပွားတိုးတက်နိုင်ပါတယ်လို့သူ့ကိုဖမ်းဆီးပြီးထောင်သွင်းချတဲ့ရန်သူမင်းကိုမဟာရဏသီမင်းကြီးကအခုလိုဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါဟာလောကမှာလိုက်နာကျင့်သုံးရမယ်ဒီသင်္ကန်းစာတစ်ခုပဲဖြစ်တယ်ဒီဇာလံကိုမြတ်စွာဘုရားဟောပြီးတဲ့အခါမှာမဟာရဏသီမင်းကိုနန်းချချွတ်ကျော်တိုက်ခိုက်ခဲ့တဲ့ကောသလမင်းဟာတခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ညီတော်အာနန္ဒာတစ်ချိန်တုန်းကညီတော်အာနန္ဒာအလောင်းပဲဖြစ်ခဲ့တယ်စဉ်းစားဆင်ញဉဏ်ဖြင့်တောကကိုဖယ်ရှားနိုင်တဲ့အပြုံးမပြတ်နေနိုင်တဲ့ပါရဏသီမင်းကြီးကတော့မြတ်စွာဘုရားအလောင်းတော်ပဲဖြစ်တယ်လို့ဇတ်တော်ကိုဒီလိုပေါင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးပါတယ်ဘဝဆိုတာစဉ်းစားကြည့်ဘဝဆိုတာတဦးနဲ့တဦးဟာအပြန်အလှန်ယမယံခါယန္တုဖြစ်လိုက်ယံခါဗယံခါမိတ်ဆွေဖြစ်လိုက်ယမယံခါသားအဖဖြစ်လိုက်ယမယံခါအမေနဲ့သမီးဖြစ်လို့ဖြစ်အဲ့လိုဘဝဆိုတာတန်တရားထဲမှာကျင်လဲနေကြတာဖြစ်တယ်နော်ကျင်လဲနေကြတာဖြစ်သည့်အတွက်ကြောင့်တူတိခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့အေးဒီဘဝမှာငါတို့ဟာရန်သူဆိုတာဖြစ်နေပြီမဲ့တစ်ချိန်လုံးကမိသားစုမှာဖြစ်ခြင်းဖြစ်ခဲ့မှာဖြစ်တယ်အမှန်တန်ရှိလျားတဲ့ဘဝခရီးမှာမိမိဖို့မိခင်မဖြစ်ဘူးတဲ့အမျိုးသမီးဖခင်မဖြစ်ဘူးတဲ့အမျိုးသားညီကိုမောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးလို့သူတို့ဆိုဒါကြောင့်မို့ဘုသူပေါ်မှာမုန်းတီးခြင်းဆိုတဲ့စိတ်တွေမထားပဲမေတ္တာသက်ဝင်ချစ်ခင်လို့တူပေါ်မှာတူမေတ္တာထားပြီးဆက်ဆံနိုင်ကြမယ်ဆိုလို့ရှိရင်လောကကြီးဟာငြိမ်းချမ်းသွားမှာဖြစ်တယ်အေးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာစိတ်သောကဆိုတာများဖြစ်လာခဲ့လို့ရှိရင်အခုလိုမှန်ကန်တဲ့စဉ်းစားမှုတွေနဲ့စဉ်းစားကြရမှာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးလို့ကြုံလာတဲ့အခါမျိုးမှာဆိုရင်အေးလောကကြီးတဲ့သဘာဝဟာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဒီနှမျိုးဟာတစ်မျိုးမျိုးပဲဖြစ်လာမှာပဲဖြစ်တယ်ကောင်းကင်ကနေမင်းကြီးဟာလဲပေါ်ထွက်လာပြီးရင်ပျောက်ကွယ်သွားရတာပဲလာမင်းကြီးဟာလဲပေါ်ထွက်လာပြီးတော့ပျောက်ကွယ်သွားရတာပဲလောကရဲ့သဘာဝဟာဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့လောကသဘာဝအတိုင်းဒါတွေကိုလိုက်ပြီးတော့စိတ်သောကရောက်နေလို့ရှိရင်တို့တွေပါပူလို့ဆုံးနိုင်မှာမဟုတ်ဘူးစိတ်သောကရောက်เสียမဟုတ်ဘူးလို့မှန်ကန်တဲ့အတွေးတွေတွေးပြီးဆင်ញင်သုံးသပ်ခြင်းဖြင့်သောကကိုဖယ်ရှားပြစ်နိုင်တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပူလောင်တဲ့သောကဒီနည်းဖြင့်လျှော့ချနိုင်ပြီးနောက်ဆုံးသောကလွန်မြောက်နိုင်တဲ့ဤစနစ်ကတော့တတိပဒံကျင့်စဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံအထောက်ခြင်းသာဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ခြင်းဖြင့်ရှင်တွဲမှာရှိတဲ့သောကကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မတရားနဲ့လုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဘယ်လိုအခက်ခဲနဲ့ကြုံဘယ်လိုဆုံးရှုံးမှုတွေနဲ့ကြုံသောကဆိုတာဘယ်တော့မှမဖြစ်တော့ဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအတိုင်းတို့တွေဟာသောကကိုအမြင့်ပြတ်သည့်ထိအောင်ဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဖယ်ရှားကြရမှာဖြစ်တယ်လူတိုင်းမှာမတော်လှန်နိုင်တဲ့ဆွဲလန်းမှုကဘာလို့ဆိုချစ်ခင်ခြင်းနဲ့မုန်းတီးခြင်းပဲဖြစ်တယ်ချစ်ချင်းမုန်းခြင်းဆိုတာလည်းပဲ
လူရဲ့ရင်ထဲမှာဆွဲနေတဲ့အရာဖြစ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတာကိုမတော်လှန်နိုင်ဘူးဒီအစွဲလန်းကိုမဖြောက်နိုင်ဘူးဆိုရင်ဘဝမှာကြာဆုံးမှုနဲ့ကြုံတွေ့နိုင်ဒီကနေ့ခေတ်အဂတိလိုက်စားရဲဆိုတာချစ်ချင်းကြောင့်တစ်မျိုးမုန်းခြင်းကြောင့်တစ်ဖုံးလူလောကမှာမမျှတမှုတွေဖြစ်ခြင်းဟာချစ်ချင်းမုန်းခြင်းကိုအခြေခံတာပဲဖြစ်တယ်အဲ့တော့လူလောကကြီးကိုနှိပ်စက်နေတဲ့စိတ်ဆွဲလန်းမှု၄မျိုးလို့ပြောရမှာဖြစ်တယ်ဒါကဒီစာရကဒေသနာအရာပြောတခြားဟာတွေလည်းစိတ်ဆွဲလန်းမှုတွေရှိနိုင်သေးတယ်နံပါတ်1ကအိတ်တာမနာလိုစိတ်အဲ့ဒီမနာလိုစိတ်ကလည်းဖြည့်ပြောင်းဖို့အလွန်ခဲနေပေါ့လူလောကကြီးကိုအကျိုးမပြုတဲ့မနာလိုစိတ်အယက်သေးစားဆွဲလန်းတဲ့စိတ်ချစ်ခင်ဆွဲလန်းတဲ့စိတ်မုန်းတီဆွဲလန်းတဲ့စိတ်ဆိုဒီ၄မျိုးဟာပြင်းထန်တဲ့အစွဲ၄မျိုးစိတ်ဆွဲ၄မျိုးလို့ခေါ်တယ်အဲ့ဒီစိတ်ဆွဲမှု၄ရပ်ဟာဘလောက်ဒုက္ခပေးတယ်လဲဆိုတာကိုသာဓကဒေသနာမှာဟောထားတဲ့အတိုင်းဟောပြောမှာဖြစ်တယ်သို့သောမိမိတို့ဘဝမှာလက်တွေ့ကြကြကျင့်သုံးနိုင်ဖို့ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုလည်းပဲဒီထဲမှာထည့်သွင်းပြီးဒီစိတ်ဆွဲလန်းမှုတွေဘလောက်ဒုက္ခပေးတယ်ဆိုတာချက်ထွင်ပြီးတော့သိနိုင်မှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုသမအားဖြင့်မှန်ကန်တဲ့အတွေးနဲ့ပယ်ဖြောင်းနိုင်တော့လေအမြစ်ပါပြုတ်အောင်ပယ်ဖြောက်ဖို့ကြတော့မြတ်ဗုဒ္ဓဟောကြားတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဖြစ်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့အမှန်တရားကိုသိမြင်တဲ့အခါမှာထိုစိတ်ဆွဲလန်းမှုတွေရဲ့အရင်အမြစ်ဖြစ်တဲ့အခြေခံဝိမြင့်နှစ်ခုလို့ခေါ်တယ်အဝိဇ္ဇာနဲ့တဏှာဒီနှမျိုးဟာလုံးဝကင်းလွတ်သွားမှာအဝိဇ္ဇာကိုလည်းဖယ်နိုင်တယ်တဏှာကိုလည်းဖယ်နိုင်တယ်ဝိမြင့်နှစ်ခုစလုံးကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်အခုပြောတဲ့စိတ်ဆွဲလန်းမှုတွေဟာလုံးဝပျောက်ကင်းသွားမှာဖြစ်တယ်ပေါ့ဒါဟာမြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါမှာရနိုင်တဲ့အခွင့်အလမ်းကြီးပဲဖြစ်တယ်ဝိပဿနာတရားဟာဘယ်ဘာသာကမှမဟောနိုင်တဲ့တရားဖြစ်တယ်ဒါမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့မဟာပရိနိဗ္ဗာန်သုတ်မှာသုဘဒ္ဓပရပိုက်ကြီးရဲ့အမေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတိတိပပမိန့်ကြားခဲ့ဖြစ်မြတ်စွာဘုရားရဲ့ဘဝ52နှစ်ကာလအတွင်းမှာဝိပဿနာတရားကိုအပြည့်အစုံမပြောနဲ့တစိမ့်တသေးသားတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တခြားဘာသာမှာမရှိဘူးလို့52နှစ်ဆိုဒီမှာတောထွက်ပြီးတရားကျင့်တာက6နှစ်ဖျားဖြစ်ပြီးတရားဓမ္မဆက်တဲ့ဟောပြောတာက45နှစ်ပေါင်းလိုက်တဲ့အခါ52နှစ်အဲ့ဒီ52နှစ်ဓမ္မကျင့်သုံးတဲ့ခေတ်အတွင်းမှာဝိပဿနာတရားကိုတစိမ့်တသေးသားလေးတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဝိပဿနာတရားဆိုတာဘယ်လမ်းကြောင်းကသွားတာတုံးဆိုရင်မဂ္ဂင်၈ပါးလို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းကသွားတာဖြစ်တယ်အမှန်၈ချက်နဲ့သွားရမှာပဲအမှန်မြင်ခြင်းအမှန်တွေးတောခြင်းမှန်တွေးတောတဲ့အတိုင်းမှန်တာကိုသာပြောခြင်းမှန်တာကိုသာလုပ်ခြင်းအသက်မွေးမှုမှန်ကန်ခြင်းကြိုးစားအထောက်မှုမှန်ကန်ခြင်းအာယုစူးစိုက်မှုမှန်ကန်ခြင်းနဲ့စိတ်တည်ငြိမ်မှုမှန်ကန်ခြင်းလို့ဆိုတဲ့အမှန်အကန်၈ချက်နဲ့ဝိပဿနာလမ်းစဉ်ကိုချမှတ်ပြီး
ထိုဝိပဿနာလမ်းကြောင်းကနေသွားတဲ့အခါမှာပြီးပြီးစုံတဲ့အမှန်၈ချက်သည်တစ်ချက်တည်းကဲ့သို့ဖြစ်သွားပြီးမက္ခဆိုတဲ့နာမည်နဲ့စိတ်ဆွဲလန်းမှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တာမှဖြစ်တယ်။ဒါကြောင့်ဒီစိတ်ဆွဲလန်းမှုတွေဟာလူလောကမှာဘလောက်ဒုက္ခပေးတယ်လဲဆိုတာလေးကို950မှာပါရှိတဲ့အတိုင်းမတန်နိုင်ရချဖို့နံပါတ်1ကမနာလိုဝန်တိုစိတ်အဲ့ဒီမနာလိုဝန်တိုစိတ်ဟာလူလောကကြီးကိုတဦးနဲ့တဦးမတည့်အောင်အချင်းချင်းကွဲပြားအောင်သွေးခွဲနေတာသူပဲဖြစ်တယ်ပေါ့မနာလိုမရှုစိတ်လို့ဆိုတဲ့အိတ်တတရားဟာဒေါသနဲ့ရှင်တွဲလာတာဖြစ်သည့်အတွက်ကြောင့်မုန်းတိမှုတွေရွှန်ရှာမှုတွေနဲ့လောကကြီးကိုပျက်စီးအောင်လုပ်တဲ့ထဲမှာကြီးမားတဲ့လက်တဲ့တရားခံပဲဖြစ်တယ်အဲ့ဒီမှာမနာလိုဝန်တိုခြင်းလို့ဆိုတဲ့အိတ်တာမနာလိုဝန်တိုစိတ်ဆွဲကြုံတွေ့ခဲ့ရတဲ့ပုဂ္ဂိုလ်တို့ရဲ့ဘဝဆက်လန်းကိုပြန်ပြီးတော့ပြောထားတာသူကဘာတော့ဆိုမနာလိုဝန်တိုမှုဖြစ်เสียရည်အကြောင်းမျိုးစုံရှိတဲ့ထင်မယ်ဒီနေရာမှာအဖြစ်များတဲ့သူ့ဘဝအတွေ့အကြုံကိုပြောမှာဖြစ်တယ်အဋ္ဌိယကာရဏရာဇပနာပိသိံပရောဟိတသောမံအဋ္ဌိနိဝေဒေတိတတ္တမဟာအနုတ္တုယကောဘဝအတွေ့အကြုံတစ်ခုအနေနဲ့သူကပြောတာအဲ့ဒီဇလံလေးကဘုရင်ကြီးတစ်ပါးရဲ့အတွေ့အကြုံပဲဖြစ်တယ်ပါရဏသီမြို့ကဘုရင်ကြီးတစ်ပါးဟာချွန်ပေါ်လှပတဲ့အက္ခမေဟတိဒေဝီမိဖုရားကိုမြောက်စားပြီးဘောမမိတ်တံထောင်ချီရှိတဲ့ထဲကထိုမိဖုရားကြီးကိုဥစားပေးခဲ့တယ်မိဖုရားကြီးကဘုရင်ကြီးကိုအခွင့်အရေးတစ်ခုတောင်းတယ်ဘုရင်ကြီးကအဆုပေးတဲ့အခါမှာသူကအခွင့်အရေးတစ်ခုတောင်းတယ်ဘာတောင်းတော့ဆိုရင်သူမှတပါဘယ်အမျိုးသမီးနဲ့မှမပတ်သက်ရဘူးဆိုတောင်းတယ်နော်ဘုရင်ကြီးကအစပထမတော့ညင်းတယ်ပြောပါများတဲ့အခါကျတော့သူ့ရဲ့စိတ်ဓာတ်ပြောကြမှုနဲ့လိုက်လျောလိုက်တယ်ပေါ့အဲ့ဒီလိုက်လျောလိုက်တဲ့မိဖုရားကြီးဟာသူ့ပေါ်သစ္စာရှိလားဆိုတော့ကြည့်ဒီမိဖုရားကြီးပေါ်မှာသူဟာမနာလိုဝန်တိုစိတ်တွေအများကြီးဖြစ်ခဲ့တယ်ဖြစ်ပြပုံဇာလံကတော့ဘာတော့ဆိုတိုင်းပြည်မှာစီရေးကိစ္စရှိလို့ဘုရင်ကြီးကစစ်ထွက်မယ်စစ်ထွက်တဲ့အခါမှာမိဖုရားကြီးကသူ့ဘာအတူလိုက်ဖို့တောင်းဆိုတယ်သို့တော့ဘုရင်ကြီးကစီရေးစရာဆိုတာအသက်ကိုအနှံ့ပြီးတော့ရင်ကိုမြေကရုံးလုပ်ပြီးသွားရတဲ့ကိစ္စမျိုးဆိုယောသမီးတွေမလိုက်သင့်ဘူးဒါကြောင့်ဘုရင်ကြီးကမလိုက်ဖို့နားချတဲ့အခါမိဖုရားကြီးကဘာတောင်းဆိုပြန်လို့ဒီလိုဆိုရင်နေ့စဉ်သူ့နဲ့ဆက်သွယ်မပြတ်ဖို့ခုခေတ်ဆိုရင်တော့တယ်လီဖုန်းဆက်လို့ရတာပေါ့အဲ့ဒီခေတ်ကတော့တမန်လွှတ်ရမှာဖြစ်တယ်လူတယောက်စိတ်လွှတ်မှာဖြစ်တယ်သတင်းစကားပြောဖို့ရအတွက်ဘယ်စခန်းရောက်ပြီးဘာတွေလုပ်တယ်ဒုက္ခဒုက္ခအောင်မြင်မှုဆုံးရှုံးမှုဆိုတာလေရှေ့တန်းထွက်တဲ့အခါမှာဒီသတင်းကိုသူနေတိုင်းရခြင်းနဲ့ဆိုဘုရင်ကြီးကစခန်းတစ်ထောက်ရောက်တိုင်းလူတယောက်လွတ်တယ်မိဖုရားကြီးစီလွတ်ရတယ်
အသွားမှာ36စခန်း36ယောက်ကိုလွှတ်လိုက်တယ်ထို့တူပဲအပြန်မှာလည်းပဲ32စခန်း32အပြန်မှာလည်း32ယောက်ကိုလွှတ်တယ်အသွားမှာလည်း32ယောက်ကိုလွှတ်တယ်အလုံး64ယောက်မိဖုရားရှိတမန်လွှတ်ရသတင်းပြောဖို့အတွက်တမန်လွှတ်ရနောက်ဆုံးဘုရင်ကြီးကအောင်မွေးရလို့တိုင်းတော်ပြည်တော်ပြန်လာတဲ့အခါမှာအာကိုယုံကြည်ရတဲ့ပရောဟိတ်ကြီးကိုဘုရင်ဆိုတာအခမ်းအနားနဲ့အောင်မွေးရလာတဲ့အခါမှာမြို့ကိုအခမ်းအနားနဲ့ဝင်ရမှဖြစ်သည့်အတွက်ကြောင့်ပြင်ပမှာဒီတိခက်တဲနန်းလို့ခေါ်တဲ့ယာယီဆန္ဒန်းဆောက်ပြီးတော့ခန်းချမိဖုရားရှိသတင်းပို့ဖို့အဲ့ဒီချိန်မှာပရောဟိတ်ပုံနာရုပ်ရည်ဆင်းကအလွန်လှပတဲ့ပရောဟိတ်ပုံနာကြီးမိဖုရားရှိသတင်းပို့ဖို့စီမံလုပ်ဖို့လွှတ်လိုက်တယ်ပြောရမယ်ဆိုရင်အဲ့ဒီပရောဟိတ်ပုံနာကြီးနဲ့ပတ်သက်ပြီးအလုံးမိဖုရားကြီးရဲ့အချင်းစာရိတ္တတွေကုန်ပေါ်လွန်သွားတယ်ပရောဟိတ်ပုံနာကြီးရောက်တဲ့အခါကျတော့မိဖုရားကြီးကပရောဟိတ်ပုံနာကိုကြည့်ပြီးတော့သူနဲ့ပျော်ပါဖို့တောင်းဆိုတယ်ပရောဟိတ်ပုံနာကဒီကိစ္စမျိုးသူဘယ်တော့မှမလုပ်ဘူးသူသိက္ခာသူထိန်းတယ်မလုပ်ပြရစေနဲ့တဏ္ဍန်တောင်းမှမရတဲ့အခါနောက်ဆုံးမိဖုရားကြီးကအကောက်ကြံပရောဟိတ်ပုံနာကိုသေချောင်းကြံသေချောင်းကြံပြီးဘုရင်ကြီးရောက်လာတဲ့အခါမှာတဏ္ဍဥတင်တယ်ပေါ့ပရောဟိတ်ပုံနာကသူ့ကိုစော်ကားပါတယ်ဆိုတဲ့ဒီဆယ်ပြီးတိုင်တန်းမှုလုပ်တယ်အဲ့ဒီမှာဒီချိန်မှာဘုရင်ကြီးရဲ့ဝန်တိုစိတ်တွေဟာပြင်းထန်ချက်ချင်းပေါက်ကွဲလာဒီဝန်တိုစိတ်ဆိုတာအဲ့ဒါနော်သူမိဖုရားကြီးကိုစော်ကားတယ်လို့လည်းသိလိုက်ရောဘုရင်ကြီးရဲ့ဝန်တိုစိတ်ဟာအလုံးကိုပြင်းထန်ချက်ချင်းပရောဟိတ်ပုံနာကိုဖမ်းဖို့အမိန့်ပေးတယ်ဖမ်းပြီးတော့သေဒဏ်ချမှတ်လိုက်တယ်သို့သောပရောဟိတ်ပုံနာကြီးကအသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ဖမ်းဆီးပြီးတတ်မဲ့မင်းမှုတန်းတွေကိုအကျိုးအကြောင်းပြောပြတယ်ဘုရင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေငါစီမံနေတာဖြစ်တော့ဘုရင်ကြီးထားတဲ့ပစ္စည်းဥစ္စာတွေမြုပ်နှံထားတဲ့ငွေကြေးဒနာတွေအဲ့ဒါတွေကိုငါဘုရင်ကြီးကိုပြောခဲ့မှဖြစ်မယ်ငါသိတာအရေးမကြီးဘူးငါမပြောခဲ့လို့ရှိရင်တိုင်းပြည်အတွက်ဆုံးရှုံးနေမယ်အဲ့ဒါကြောင့်ဘုရင်ကြီးနဲ့ငါ့ကိုတွေ့ခွင့်ပေးပြီးတော့မှငါ့ကိုဘုရင်အမိန့်တိုင်းတတ်ဖို့ဆိုတော့အဲ့ဒါကိုလက်ခံပြီးဘုရင်ကြီးစီရောက်သွားတဲ့အခါဘုရင်ကြီးကပရောဟိတ်ပုံနာကြီးလည်းမြင်လိုက်ရောဘာကြောင့်ဒီလိုရုံးမာတဲ့အလုပ်တွေလုပ်ရတာလဲလို့မေးတဲ့အခါမှာအဲ့ဒီမှာပရောဟိတ်ပုံနာဘုရင်ကြီးကိုလျှောက်ထားတယ်ကျွန်တော်မျိုးဟာတုတ္တိယလို့ခေါ်တဲ့ပုံနာမျိုးကလာတဲ့ပုဂ္ဂိုလ်ပါသူများအသက်တတ်ခြင်းကလည်းရှောင်ကျင်ပါတယ်သူများဥစ္စာမတရားယူခြင်းကလည်းရှောင်ကျင်ပါတယ်သူတော်ဘာတမယာပြစ်မှားခြင်းကလည်းလုံးဝရှောင်ကျင်တယ်လိမ်ပြောတယ်ဆိုတာလည်းဘယ်အခါမှမလုပ်ဘူးအယက်သေးစာတောက်စားခြင်းလည်းပဲခင်းတယ်ဘယ်သောအခါမှမဟုတ်တဲ့အလုပ်ကိုသူမလုပ်တာမှန်ပါတယ်တကယ်လုပ်တာကတော့သေမင်းကြီးကနေပြီးတော့အသွားပြန်လွတ်လိုက်တဲ့64ယောက်သောတမန်တော်တွေနဲ့ဟောဒီမိဖုရားကြီးကဖောက်ပြန်ခဲ့တာဒါသာလင်းဖြစ်ပါတယ်မယုံလို့ရှိရင်ဆင့်ခေါ်ပြီးတော့စစ်မေးပါဟောအဲ့ဒီဆင့်ခေါ်ပြီးစစ်မေးတဲ့အခါမှာဒီအမှုကပေါ်သွားတယ်
ဒီမှုပေါ်သွားတယ်အဲ့လိုပေါ်တဲ့အခါမှာဒီပရောဟိတ်ပုံနာကြီးကဘုရင်ကြီးကိုနာချတယ်ရှင်မင်းကြီးဘယ်သူကမှအပြစ်မတင်ပါနဲ့ဒီလိုပဲလောကမှာဖြစ်တတ်တဲ့ကိစ္စတွေအများကြီးဖြစ်ပါတယ်သူ့ကိုအပြစ်မတင်သလို64ယောက်သောတမန်တော်တွေကိုလည်းအပြစ်မတင်ပါနဲ့နောက်ဆုံးမှာမိဖုရားကြီးကိုလည်းပဲအပြစ်မတင်ပါနဲ့လောကသဘာဝမှာဖြစ်တတ်တဲ့စိတ်ဆွဲလန်းမှုတွေကြောင့်ဖြစ်တဲ့အရာတွေသာဖြစ်ပါတယ်ဆိုပြီးဘုရင်ကြီးကိုနားချတော့ဘုရင်ကြီးကလက်ခံသွားတယ်လက်ခံသွားပြီးတော့သူဟာငါအခုလိုပရောဟိတ်ပုံနာကြီးကိုတတ်ဖို့ကြိုးစားတယ်64ယောက်သောလူတွေကိုတတ်ဖို့ကြိုးစားတယ်မိဖုရားကြီးကိုလည်းတတ်ပြစ်ဖို့ကြိုးစားတယ်အခုလိုပြစ်မှုတွေကိုစီရင်ဖို့စိတ်လိုက်မှန်လိုက်ငါဟာစီမံဆုံးဖြတ်ခဲ့တာအဓိကကတော့မိဖုရားကြီးပေါ်မှာဝန်တိုခြင်းကြောင့်ဖြစ်တယ်ဆိုတာသူ့ကိုယ်သူစဉ်းစားမိလားဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ခေတ်မှာလည်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ချီးပွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအနိုင်ရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တွေဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလိုဘယ်လူမျိုးပဲအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျူးလွန်ကြတယ်ဆိုတာထင်ရှားတယ်ဒါတုံးနဲ့တူမတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေခြင်းတော့လည်းမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်တာအပြစ်တင်လိုမှုဆိုတဲ့ဒီတဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်ဘုရင်ကြီးကအလေးနဲ့ထားပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတဲ့အခါမှာဒီကိစ္စအခုလိုဖြစ်ခြင်းသည်မနာလိုဝန်တိုခြင်းကြောင့်ဖြစ်တာဖြစ်လို့တဲ့ဒီကနေ့ဒီအချိန်ကစပြီးတော့အရတ္တဖို့ယန္နာဖြစ်တော့မရောက်မချင်းတဲ့ကိလေသာကိုအကြောင်းပြုပြီးဖြစ်တဲ့ဟောဒီဝန်တိုစိတ်ဟာငါတဏ္ဍာမှာဘယ်တော့မှမဖြစ်ပါစေနဲ့လို့ဆုံးဖြတ်ချက်ချတယ်အဋ္ဌာဒါဟာဖယ်ရှားခြင်းတစ်မျိုးပဲနော်ငါမှဝန်တိုစိတ်ဆိုတာဘယ်တော့မှမဖြစ်စေရဘူးဒီဝန်တိုစိတ်မဖြစ်အောင်အခုချိန်ကနေစပြီးတော့ဝန်တိုစိတ်ကိုသူ့ရင်ထဲကထုတ်ပြစ်မယ်ဘယ်ဘဝမှာဝန်တိုစိတ်ဆိုတာမလာစေရဘူးလို့တည်ငါအားဖြင့်ဝန်တယ်ငါစိတ်ကိုချိုးနိုင်ပြလိုက်တယ်တကယ်တော့ရှားတာမဖြစ်သေးလို့ရှိရင်ဝန်တိုစိတ်ကလောင်သို့တော့အိတ်တာဆိုတဲ့တရားကိုသောတပန်ဖြစ်ရင်ပဲဖယ်ရှားလို့ရသွားပြီသောတပန်ကအိတ်တာနဲ့မစ္စရိယကိုဖယ်ရှားတယ်လို့စာပေကျမ်းကမှာဆိုသောတပန်ဖြစ်ရင်ကိုပဲမနာလိုဝန်တိုစိတ်ဟာဖယ်ရှားပြီးသားဖြစ်သွားတယ်သို့တော့သောတပန်မှာမနာလိုဝန်တိုစိတ်နဲ့တွဲနေတဲ့ဒေါသဆိုတာကိုတော့မဖယ်ရှားနိုင်သေးဘူးအဲ့ဒီမနာလိုဝန်တိုစိတ်ဟာလူတွေရဲ့အတိုင်းဝိုင်းကိုဖြစ်စည်းနေတဲ့လွှမ်းမိုးချုပ်ကင်နေတဲ့တရားဆုံးအညစ်အကြေးမျိုးသာဖြစ်တယ်စိတ်ထဲမှာဖြေပြောက်ဖို့ခက်တယ်စိတ်ဆွဲလန်းမှုတစ်မျိုးပဲဖြစ်တယ်ဒါကြောင့်ဒီဗာရဏသီဘုရင်ကြီးဟာတတိနဲ့ပညာနဲ့ဒီနှစ်ခုကိုယ်မှာဖြစ်နေတဲ့အရာကိုအာယုံစိုက်တာကတတိအိတ်တာရဲ့အပြစ်နဲ့အိတ်တာမရှိခြင်း
ဝန်တိုအိတ်တာမရှိခြင်းရဲ့အကျိုးမနာလို့ဝန်တိုခြင်းရဲ့အပြစ်မနာလို့ဝန်တိုမှုကင်းခြင်းရဲ့အကျိုးဆင်ញင်သုံးသပ်ပြီးတော့အိတ်တာတရားဘယ်တော့မှမဖြစ်စေဘူးဆိုပြီးအဋိဋ္ဌံပြီးစိတ်ဆုံးဖြတ်တဲ့အခါမှာသူဟာနောက်ဘဝတစ်ခုရောက်လာတဲ့အခါမှာဘယ်တော့မှဝန်တိုစိတ်သူ့မှာမဖြစ်တော့ဘူးဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝတစ်ခုရောက်တဲ့အခါမှာလည်းပဲသူ့ရဲ့မနာလိုဝန်တိုစိတ်ဆိုတာမရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရောက်လာသူဟာစိတ်ဆွဲလန်းမှုတစ်ခုကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်တစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါယဟန္တာဖြစ်ပြီးတော့ဖယ်ရှားနိုင်တာမဟုတ်ဘူးဆုံးဖြတ်ချက်တစ်ခုနဲ့ပဲသူမနာလိုဝန်တိုစိတ်ကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်ဆိုဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုဆုံးမပြီးတော့မနာလိုဝန်တိုစိတ်မျိုးငါမှမဖြစ်စေရဘူးမုရိဒာဆိုတဲ့တရားကိုအလေးနဲ့ထားပွားများအထုတ်ခြင်းဖြင့်ဖယ်ရှားပြရမှာပဲဖြစ်တယ်ဒီစိတ်ဆွဲလန်းမှုကိုဖယ်ရှားနိုင်မှုကြွားမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဆိုတာလက်တွေ့ကျင့်သုံးမှအကျိုးသက်ရောက်မှုဖြစ်တယ်ကိုယ်ွယ်ဖို့ပူဇော်ဖို့တဲ့ကိုယ်တိုင်ကျင့်သုံးမှုအတွက်မြတ်စွာဘုရားဟောတာဖြစ်တယ်ဒါကိုသတိထားရမှာပေါ့နော်နောက်တစ်ခုကတော့လူတွေရဲ့စိတ်မှာအယက်သေးစာတောက်စားတဲ့အခါမှာဆွဲလန်းသွားတယ်မတော့ရမနေနိုင်တဲ့အနေအထားမျိုးရောက်ပြီးတော့နော်ဆွဲလန်းတတ်တယ်ဆိုတာအလုံးသိတယ်မူရစေဝါတွေကဆွဲလန်းတတ်တယ်အယက်သေးစာတောက်စားမှုပါလေဆွဲလန်းတတ်တယ်တချို့များဆိုရင်သေသည်ထီအောင်မဖြတ်နိုင်လောက်အောင်ဆွဲလန်းပြီးတော့သွားရတယ်စိတ်ဆွဲလန်းမှုတစ်မျိုးတည်းမှာအယက်သေးစာပေါ်မှာဆွဲလန်းခြင်းဟာပြင်းထန်တယ်အယက်သဘောကောနဲ့ဒိခုံချုပ်သွားအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဒီဇလန်နဲ့မှာပါတဲ့ခုနကဗာရတတိမြင်းဘဝကနေပြီးဆောက်တည်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုမှာအယက်သေးစာတောက်စားလို့တဲ့ဆွဲလန်းမှုကိုသူဖယ်ရှားနိုင်ခဲ့တယ်ပေါ့နော်သူရဲ့အဋိဋ္ဌံဖြင့်ဒီစိတ်ဆွဲလန်းမှုကိုအောင်နိုင်အောင်လုပ်ခဲ့မှုတယ်သူ့ရဲ့ဘဝအတွေ့အကြုံကိုပြန်ပြီးတော့ပြောတဲ့အခါမှာမတ္တောအဟံမဟာရာဇဗုဒ္ဓမန္တာနိခါရယေတတ္တသောကေနဟံဖုတ်ထောမစ္ဆပန္နဝိဝေစေသူဟာအယက်သေးစာကိုဘာကြောင့်ဒီဘဝတည်းမကဘူးဘဝဆက်ဆက်မှာအယက်မုန်းသွားတဲ့ပုဂ္ဂိုလ်အယက်ဆွဲလန်းမှုကိုဖယ်ရှားတွန်းလှန်လိုက်တဲ့ပုဂ္ဂိုလ်ဘာကြောင့်ဖြစ်ရသလဲဆိုအတူချုပ်ကသူဟာအယက်မူးပြီးတော့သူ့သားကိုတတ်ပြီးတော့သားရဲ့အသားနဲ့ပွဲတော်တီးခဲ့မှုတယ်ကိုချစ်လာဆိုတော့သားလေးရဲ့အသားနဲ့အယက်မူးနေတဲ့အချိန်မှာကိုသားကိုတတ်စားခဲ့တာကြောင့်မို့ဒီအယက်ရဲ့ဆိုးဝါးမှုကိုသူသိပြီးတော့ဘယ်သောခါမှယန္တာမဖြစ်မချင်းနော်ဒီလိုဘဝကိုပျက်စီးစေတတ်တဲ့အယက်ဆိုတာငါဘယ်တော့မှမတော့တော့ဘူးလို့ဘဝတစ်ခုမှာသူဟာမြေမှုန့်ကိုမျက်နှာကိုတုပ်လိမ့်ပြီးတော့သေချာပေါက်အဋိဋ္ဌံခဲ့တာဖြစ်တယ်ပေါ့ဒါသူတို့ခေတ်ကပေါ့တခုလုံးတော့မယ်ဆိုရင်မြေကြီးကိုတက်တည်တည်တဲ့အနေနဲ့မြေမှုန့်ကိုလက်နဲ့ယူပြီးတော့မျက်နှာကိုပုတ်တယ်ပုတ်ပြီးတော့ဘယ်တော့မှဒီဟာကိုမကျူးလွန်တော့ဘူးအခုကတော့လက်တန်းချင်းချိတ်ပြီးတာတို့လက်ဝါးချင်းရိုက်ပြီးတော့လောက်ကြတာဒါသဘာဝနော်သူရှင်ကျေးမှုနဲ့သူလောက်ကြအဲ့တော့အဖြစ်ပြက်ကဒီလိုဗာရဏသီဘုရင်ဖြစ်ခဲ့တော့ကသူဟာအယက်မရှောင်နိုင်နဲ့အယက်အမြဲတမ်းဆွလန်းနေတဲ့ဘုရင်ကြီးတူဖြစ်ခဲ့တယ်အမြဲတမ်းအယက်နဲ့ပဲပျော်မွေ့ပြီးတော့နေတယ်တနေ့ကျတော့အဖြစ်ဆိုးတစ်ခုကဘလို့ကြုံသွားတော့ဆိုသူ့မှာသားကလေးတူထွန်းကားထားတယ်ကလေးပေါက်စားအလွန်ငယ်သေးတဲ့အရွယ်လေး
တရက်မှာသူဟာအရေးကြိုက်တယ်လို့အသားလည်းအလွန်ကြိုက်တယ်ဥပုပ်နေ့တရက်မှာသူကိုယ်တိုင်အမိန့်ထုတ်ထားတာအသားမပေါ်ရဘူးမာခာတသမယလို့ခေါ်တယ်ဘုရားဘာသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတရားတွေကိုမတတ်ရဘူးအသားမပေါ်ရတဲ့နေ့ဆိုပြီးတော့သတ်မှတ်ပေးထားရှိတယ်အဲ့တော့ဘုရင်ကြီးကလည်းအသားမပါရင်ပွဲတော်မတည်ဘူးဖြစ်သွားပုံကတော့စရောကဲကကျွတ်တင်ပြီးတော့အသားကိုတရက်ဝယ်ထားတယ်အခုခေတ်လိုရေခဲတက်တာကရှိတာမဟုတ်ဘူးလေအသားကိုလာပြီးနေလို့ဥပုပ်နေ့မှာအသားမတတ်ရဘူးဆိုတဲ့အခါမှာအဖိတ်နေ့လို့ကအပူဝယ်ထားတယ်သို့တော့သူဝယ်ထားတဲ့အသားသေးသေးချာချာမသိမ်းတော့ဘုရင်မွေးထားတဲ့ခွေးတွေဝင်စားသွားတယ်နောက်ရက်ဘုရင်ကြီးကပ်ဖို့ဆက်ဖို့အသားမရှိတော့ဘုရင်ကြီးကလည်းအသားမပါရင်ဘယ်တော့အခါမှပွဲတော်မတည်ဘူးဆိုတော့စရောကဲဟာအကြက်ရိုက်ပြီးမိဖုရားရှိစီသွားပြီးတော့အကြံဉာဏ်တောင်းတယ်သူ့မှာအသားလည်းမရှိဘူးလက်ဖြင့်ကအသားမပါရင်ဘုရင်ကြီးကလက်ခံမှာမဟုတ်ဘူးအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုမိဖုရားကြီးကအကြံပေးတယ်အေးဘုရင်ကြီးကသူ့သားလေးတွေ့လို့ရှိရင်ကျန်တာအလုံးကိုမေ့နိုင်တယ်သားကလေးနဲ့ပဲဒီချော့မြူပြီးတော့ကျန်တာတွေအကုန်လုံးမေ့သွားနိုင်တယ်အဲ့တော့ပွဲတော်တည်တဲ့အချိန်မှာငါကသားလေးယူပြီးဘုရင်ရဲ့ပေါင်မော်တင်ပေးထားမယ်အဲ့ဒီအချိန်မှာမင်းပွဲတော်ဆက်အဲ့ဒီကျမ်းညာတိုင်းစားတော့ကဲကခက်လန့်လန့်နဲ့အသားမပါတဲ့ပွဲတော်ကိုတည်လာဒီအချိန်လေးမှာမိဖုရားကြီးကသားကလေးကိုချီလာပြီးဘုရင်ကြီးပေါင်မော်တင်ပေးလိုက်တယ်ဘုရင်ကြီးကသားကလေးမြင်ကြတဲ့ဟာသူကသားကလေးကလွယ်လို့ဘာမှအာရုံမဆိုင်ဘူးသို့တော့စရောကဲရောက်လာပြီးတော့ထမင်းပွဲကိုကြည့်လိုက်တဲ့အခါမှာအသားမပါတာတွေ့တယ်အရက်ကလည်းမူးနေပြီမူးနေအောင်တောက်ထားတာဘာမှတတိမရှိတော့ဘူးအဲ့ဒီအချိန်မှာအသားပဲ့မလဲလို့ဆိုတော့ဒီနေ့ဟာဥပုပ်နေ့အသားမပေါ်ရတဲ့နေ့ဖြစ်သည့်အတွက်ကြောင့်အသားမပါနိုင်ပါဘူးလို့ရှောက်တဲ့အခါမှာသူ့သားလေးကိုလက်ကုပ်ချုပ်ပြီးရော့ခုချက်ချင်းချက်ခဲ့ဆိုသားလေးကိုတတ်ပြီးတော့ချက်ခိုင်းလိုက်တယ်ဘုရင်ကြီးကိုကြောက်လို့ဘယ်သူမှမပြောရဲဘူးငိုလည်းမငိုရဲကြဘူးသားကလေးဟာအချောင်ဘုရင်ကြီးပွဲတော်စာဖြစ်သွားတယ်နော်သိဆုံးပြီးတော့အဲ့လိုသားရဲ့အသားကိုစားပြီးတော့နောက်တည့်ရက်နဲ့အမူးပြေတဲ့အခါကျတော့ငါသားလေးပဲမရုံခေါ်ခဲ့ကြလို့ဆိုတဲ့အခါမှာမိဖုရားကြီးကအဲ့ဒီကြတော့ငိုကြွေးပြီးတော့ညာကအဖြစ်ဖြစ်ကိုပြောရတာဖြစ်တယ်အဲ့ဒီအချိန်မှာဘုရင်ကြီးဟာစိတ်နှလုံးဘလောက်ဒုက္ခရောက်သွားတယ်သူဟာပဂရိစိတ်နဲ့ဆိုရင်ဒီသားလေးကိုတတ်ရမှာမဟုတ်ဘူးအရက်မူးနေသည့်အတွက်ကြောင့်ဒီကလေးကိုတတ်လိုက်တယ်တတ်ရုံနဲ့မကဘူးသူ့သားရဲ့အသားကိုတောင်စားတယ်ဆိုတော့ဒီအဖြစ်ဆိုးကြီးဟာအရက်သေးစာတောက်စားခြင်းကြောင့်ဖြစ်တာဒါကြောင့်မို့အရက်သေးစာအခုလိုအဖြစ်ဆိုးနဲ့ကျုံစေတတ်တဲ့ဘဝမှာဘာကိုမှမစင်စားနိုင်တော့အောင်ပျက်စီးသွားတဲ့အရက်မျိုးကိုငါဒီကနေ့ကစပြီးဘယ်တော့မှမတောက်တော့ပါဘူးလို့ဒိဋ္ဌာန်လိုက်တာအဲ့ဒီဒိဋ္ဌာန်လိုက်သည့်အတွက်ကြောင့်အဲ့ဒီဘဝကစပြီးတော့အခုနောက်ရောက်လာတဲ့ဘဝတွေထိအောင်သူဟာဘယ်တော့မှအရက်မတောက်တဲ့လူဖြစ်သွားတယ်ဒါအဋိဋ္ဌာန်ယုံနဲ့ပဲဒီလိုစိတ်ဆွဲလမ်းမှုတစ်ခုအောင်မြင်ခဲ့တယ်ဒီစိတ်ဆွဲလမ်းမှုဆိုတာအလွန်ကြီးတာတချို့ဆိုကိုမစားပါနဲ့ကိုရဖြတ်ခိုင်းတာတော့မဖြတ်နိုင်ကြဘူးနော်အရက်မပြောနဲ့ကိုရလည်းဆွဲရတာပဲလူတွေမှာအဲ့တော့
စိတ်ဆွလန်းမှုတွေဟာတစ်ခုနဲ့တစ်ခုတော့ဒုက္ခပေးတတ်တာတစ်မျိုးမဟုတ်တစ်မျိုးလူတွေကိုဒုက္ခပေးနိုင်အဲ့ဒီလိုအယက်သေးစာတောက်စားမှုကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့သူဟာအောင်နိုင်လိုက်တဲ့အနေအထားမျိုးကိုရရှိခဲ့တယ်ဆိုတာသူ့ဘဝစာကြောင်းကိုခုလိုမှတ်တမ်းတင်ထားတာပဲဖြစ်တယ်ပေါ့နောက်တစ်ခုဇလန်းတစ်ခုကတော့အဲ့ဒီပုဂ္ဂိုလ်ပဲဘဝတစ်ခုမှာသူကကိတဝါသောနာမဟာရာဇပုဒ္ဒောပစ္စေကဘောဓိမေပတ္တံဗိနိတဝါသဝိတောနိတနေဟောတတ္တကာရဏချစ်ခင်မှုနဲ့ပတ်သက်ပြီးတော့စိတ်ဆွလန်းမှုဟာလည်းပဲအလွန်ပြင်းထန်တယ်အဲ့ဒီချစ်ခင်မှုဆိုတဲ့စိတ်ဆွလန်းမှုဟာလည်းပဲလူကိုဒုက္ခပေးချစ်ချင်းမုန်းခြင်းဆိုတဲ့နေရာချစ်ချင်းဟာလည်းဒုက္ခပေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံလေးတစ်ခုပြောပြတယ်သူဟာတိုင်းပြည်တစ်ပြည်ရဲ့ဘုရင်တူဖြစ်တယ်သူ့ရဲ့နာမည်ကအဲ့ဒီဇလန်းမှာခိတဝါဒလို့ခေါ်တယ်ခိတဝါဒဘုရင်ကြီးမှာသားကလေးတူမင်းသားလေးတူသားကလေးတူမွေးဖွားလာတော့အရွယ်ရောက်တဲ့အခါမှာအိရှိမင်းသားအဖြစ်ခံတာအဲ့ဒီသားကလေးမွေးလာတဲ့အခါမှာနမိတ်ဖတ်တဲ့လက္ခဏာဖတ်တဲ့ပေရင်ဆရာတွေကပြောတော့ဆိုဒီကလေးရဲ့စာတာဒီကလေးရဲ့လက္ခဏာအရာသူဟာရေငတ်ပြီးတော့သိကိန်းရှိတယ်ပေါ့နော်ရေမတောင်းရလို့သိမဲ့မှတ်သားပါနေတယ်ရေပြတ်ပြီးတော့ရေငတ်ပြီးတော့သိလိုက်မယ်ကျွတ်တင်ပြီးတော့ဟောကိန်းထုတ်တာအဲ့ဒါကိုဘုရင်ကြီးကစိုးရိမ်တော့သူသားလေးရေမကတ်ရအောင်ဆိုမြို့တဲ့ကောင်မှလည်းရေကန်နေရေအိုးစင်နေဥယျာဉ်မှလည်းရေကန်နေရေအိုးစင်နေလမ်းဘေးတွေမှာလည်းပဲရေကန်နေရေအိုးစင်နေတိုင်းပြည်မှာအနှံ့အပြားရေကန်ရေအိုးစင်နေလှုပ်ထားပြီးဘယ်တော့သွားသူသားနဲ့အတူသွားလေးရှိတယ်အဲ့ဒါလို့နဲ့ဆောက်ရှောက်ပြီးမဲ့လို့တရက်တော့ဒီမင်းသားကမြို့ပြင်ကိုထွက်သွားတယ်မြို့ပြင်ထွက်သွားတဲ့အချိန်လေးမှာသူ့ချမ်းရံပြိတ္တတွေအားလုံးချမ်းရံနေနဲ့ထွက်သွားတဲ့အခါမှာလမ်းမြပိစိကဗုဒ္ဓတပါးတွေ့တော့လူတွေအားလုံးကပိစိကဗုဒ္ဓကိုကြည်ညိုမြတ်နိုးစွာရှ िख ိုးကြအယုသိပေးကြတယ်သူ့နားမှာတယောက်မှမရှိဘူးသူ့ကိုကြောပေးပြီးတော့ပိစိကဗုဒ္ဓကိုပဲဝိုင်းပြီးတော့ရှ िख ိုးကြအဲ့ဒီအချိန်လေးမှာသူကပိစိကဗုဒ္ဓကိုရှ िख ိုးရမလားဆိုပြီးတော့ဒေါသထွက်သွားပြီးတော့ပိစိကဗုဒ္ဓဒီအနီးချင်းကပ်ပြီးတော့အရှင်ဖေဟာဆွမ်းရပါလားလို့ဆိုရပါပြီလို့ပြောတဲ့အခါပိစိကဗုဒ္ဓထဲကတပိတ်ကိုယူပြီးတော့ပေါက်ခွဲတယ်ပိစိကဗုဒ္ဓရဲ့ဆွမ်းတွေကိုခြေထောက်နဲ့လဲပြီးတော့မြေကြီးပေါ်မှာအနှံ့အပြားလှုပ်တယ်အဲ့ဒီခါမှာပိစိကဗုဒ္ဓကသူ့ကိုကရုဏာစိတ်နဲ့ကြည်တာဩဒုက္ခရောက်ရှာတော့မယ်ပိစိကဗုဒ္ဓရဲ့တပိတ်ကိုပေါက်ခွဲရုံမှကအစာတွေကိုခြေနဲ့နင်းဖြစ်ပြီးတော့ဒီလိုစောကားရတွေ့တော့ပိစိကဗုဒ္ဓကသူ့ကိုကြည့်ပြီးဩတနာเสียဒုက္ခရောက်ရှာတော့မယ်လို့ကြည့်တဲ့အကြည့်ကိုသူကဘာကြည့်တာလဲသူ့ကိုမကျေနပ်ဘာမလုပ်နိုင်ဘူးသူဟာဘုရင်သားတော်ဖြစ်တယ်ပေါ့ဘုရင်သားတော်ဖြစ်တယ်သူ့ကိုဘာမှလုပ်လို့မရဘူးဆိုပြီးစောကားမော်ကားလှုပ်လိုက်တဲ့အခါပိစိကဗုဒ္ဓဟာဆောမဘဝေးဝေးရပဲနဲ့ကောင်းကင်ကိုပြန်ပြီးတော့ကြွသွားတယ်ပိစိကဗုဒ္ဓလည်းကြွသွားရောသူခန္ဓာကိုယ်မှာသူလုံးလိုက်တဲ့အကုသိုလ်စော်ကားလိုက်တဲ့အကုသိုလ်ကချက်ချင်းအကျိုးပေးတော့ခန္ဓာကိုယ်မှာမီးလောင်တယ်လို့ပဲချက်ချင်းဥလာကြီးလောင်လာကြီးလို့ဖြစ်လာနော်ဥလာကြီးလောင်လာကြီးဖြစ်တဲ့အခါကျတော့ရေပေးကြလို့ဆိုတဲ့အခါကြည့်လိုက်တဲ့အခါ
မြစ်ချောင်းအင်းအိုင်ဘယ်နေရာမှရေရှာလို့မရဘူးရေကန်နေရလဲအကုန်ခန်းလူတွေရှိတဲ့ထဲရေတွေအကုန်လုံးပြတ်ထွက်သွားတယ်သူစီရေလုံးဝမရောက်နိုင်တော့အဲ့ဒါနဲ့သူကရေငတ်ပြီးတော့သေဆုံးပြီးဘေးရင်ဆရာတွေဟောထားတဲ့အတိုင်းရေငတ်လို့သေဆုံးမြေမြူပြီးနောက်ဆုံးဝိဇင်ငရဲရောက်သွားတယ်ပိစိကဗုဒ္ဓကိုပြစ်မှားတဲ့အကုသိုလ်ကချက်ချင်းကျုပ်ပေးလိုက်တယ်ဒီသတင်းကိုကိတဝါဒဘုရင်ကြီးကကြားတဲ့အခါမှာသားပေါ်မှာချစ်တဲ့စိတ်ကအလွန်ပြင်းထန်သည့်အတွက်ကြောင့်တောကတွေဖြစ်တယ်လူဆိုတာတောကဆိုတာစိုးရိမ်စိတ်ပူလောင်စိတ်ရှင်တဲ့နှလုံးထဲမှာမခံနိုင်တော့အောင်ပူလောင်တဲ့စိတ်တွေတောကဆိုဖြစ်တယ်အဲ့ဒီတောကဟာဘာကြောင့်ဖြစ်တာလဲဘုရင်ကြီးကစဉ်းစားတော့အယံတောကောပိယဝတ္ထုတော်ဥပ္ပစီချစ်ခင်ခြင်းဆိုတဲ့အယံဝတ္ထုကနေပြီးတော့ချစ်သူခင်သူကိုအကြောင်းပြုပြီးတော့ဒီတောကဆိုဖြစ်မှန်တယ်ကိုယ်နဲ့မသိတဲ့လူတစ်ခုဖြစ်တယ်ဘာမှဖြစ်ဘူးကိုယ်နဲ့ယဉ်နှီးတဲ့ခင်မင်းနဲ့ဆိုရင်လူတွေဟာတောကဖြစ်ကြတာနောက်ဆုံးမှကိုယ့်ကိုခင်ဆုံးဆိုကိုယ့်ကိုတစ်ခုဖြစ်မယ်ဆိုတောကဖြစ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လဲကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတောကဖြစ်တယ်ကိုယ်မဆိုင်တဲ့ပစ္စည်းဘလောက်တန်ကြီးရှိတောကမဖြစ်ဘူးလူတွေထဲမှာလည်းပဲကိုမသိတဲ့လူသိဆုံးတဲ့သတင်းကြားလည်းဘာမှမဖြစ်ဘူးကိုနဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်တောကဖြစ်လာယဉ်နေလေတောကဖြစ်လေကိုယဉ်လေပူတောကဖြစ်လေဒီလိုဖြစ်တာနော်ကိုမိသားစုတွေကဆိုမပြောနဲ့တော့အကြီးအကျယ်တောကဖြစ်တာအဲ့တော့ပိယတော်ဇာတိတောကောဆိုချစ်ခင်မှုဆိုတဲ့တဏှာကြောင့်တောကဆိုတာဖြစ်တာဘုရင်ကြီးကအလေးနဲ့စဉ်းစားပြီးအကယ်၍ငါသားအပေါ်မှာချစ်ခင်စိတ်မရှိဘူးဆိုလို့ရှိရင်တောကလည်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ကစပြီးတော့သက်ရှိသက်မဲ့ဘယ်အရာပဲဖြစ်ဖြစ်ချစ်ခင်ခြင်းတွေ့တာခြင်းမရှိတာကောင်းတယ်ဘယ်တော့မှမရှိစေရဘူးလို့သူစိတ်ကိုဒိဋ္ဌံပြီးဆုံးဖြတ်ချက်ချဒီနေ့ကနေစပြီးသူ့ပေါ်မှာချစ်ချင်းဆိုတဲ့ဆွလတ်မှုသူ့မှာမရှိစေရဘူးလို့ဆိုပြီးတော့စိတ်ထဲမှာအဋိဋ္ဌံဆုံးဖြတ်လိုက်တာအဲ့ဒါကနေပြီးဘဝလေးအဆက်ဆက်တွေမှာသူဟာတောကဒီချစ်မှုဆိုတာသူ့မှာချစ်ချင်းဆိုတဲ့စိတ်ဆွလတ်မှုသူကင်းသွားတယ်အဲ့တော့ချစ်ချင်းဆိုတဲ့စိတ်ဆွလတ်မှုကင်းသွားတာနဲ့တပြိုင်နက်တောကဆိုလည်းပျောက်သွားတာပဲဒါသဘာဝနော် Where there is attachment there is worry ဆိုတာရှိattachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ်နော် worry ဆိုတာလာတယ်ဒါကြောင့်မို့ချစ်ခင်မှုမရှိတဲ့အရာမှာတောကဖြစ်တယ်ဆိုတာလောကမှာဖြစ်ဘူးတဲ့ဒါကြောင့်တောကကိုဖယ်ရှားခြင်းလို့ရှိရင်ချစ်ခင်မှုတွေ့တာမှုကိုဖယ်ရှားမှသာဖြစ်တယ်ချစ်ခင်မှုတွေ့တာမှုကိုမဖယ်ရှားနိုင်ပဲတောကကင်းဝေးနေထိုင်ရေးဘလောက်ကြိုးစားတောကဘယ်တော့မှကင်းမှာမဟုတ်ဘူးနော်ချစ်ခင်မှုဆိုတဲ့အရာဒီတောကကိုမွေးထုတ်တတ်တဲ့အရာဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်နောက်တောကဟာဒုက္ခပေးတယ်လို့ပဲတောကကိုဖြစ်စေတတ်တဲ့ချစ်မှုဟာချစ်ခင်မှုဟာစိတ်ဆွဲလန်းမှုတစ်ခုဖြစ်တယ်အဲ့ဒီစိတ်ဆွဲလန်းမှုကိုလေဒီဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်သာလဲချစ်ခင်မှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်ပေါ့နောက်ဆုံးမှာယဟန္တာဖြစ်တဲ့အခါမှာချစ်ချင်းဆိုတဲ့တဏှာကိုဆုံးသက်ဖယ်ရှားနိုင်မှာဖြစ်တယ်သို့တော့ယောနိသောမနတိကာရဆိုတဲ့မကနဲ့ဆင်ញင်သုံးသပ်မှုအသိဉာဏ်ဖြင့်ကိုယ့်ရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့ချစ်ခင်ဆွဲလန်းစိတ်တွေကိုလျှော့ချနိုင်တဲ့အနေအထားရှိပါတယ်လျှော့ချနိုင်အောင်ကြိုးစားအောင်ပါလေ့ကျင့်ကြရမှာပဲဖြစ်တယ်အကယ်၍မလေ့ကျင့်မှုဆိုလို့ရှိရင်ချစ်ခင်မှုဆိုတဲ့စိတ်ဆွဲလန်းမှုသည်ကိုယ်တောကဆိုတာကိုဖြစ်စေမှာပဲဖြစ်တယ်တောကကင်းဝေးတောကကင်းရှင်းရှင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေထိုင်ခြင်းနဲ့ဆိုရင်
ကိုတောင်မချစ်မိအောင်စဉ်းစားဖို့လိုအပ်မှာဖြစ်တယ်ပေါ့သူတို့ဘာကိုမပြောနဲ့ပစ္စည်းဥစ္စာကိုမပြောနဲ့ကိုတောင်မချစ်မိအောင်ကြိုးစားနေဖို့ဖြစ်တယ်ဆိုတာဒါသက်သေပြထားတာပဲဖြစ်တယ်နောက်တစ်ခါမုန်းစိတ်ဆိုတာမုန်းတာကလည်းဆွဲလန်းမှုတစ်ခုပဲလူတွေဟာတယောက်နဲ့တယောက်မုန်းတဲ့စိတ်တွေဟာဆွဲလန်းတယ်အမုန်းတရားဟာတဘဝတည်းမကဘူးဘဝပေါင်းများစွာမုန်းတတ်တယ်ကြုံတွေ့ခြင်းကြုံတွေ့ဘူးကြလိမ့်မယ်လောကလူတွေဟာတခါမှမတွေ့ဘူးတဲ့လူပဲဖြစ်စေကိုယ်နဲ့လည်းမသိဘူးသို့တော့မြင်ချင်းအဲ့ဒီပုဂ္ဂိုလ်ကိုမုန်းတဲ့စိတ်ပေါ်တာမျိုးတွေဖြစ်တတ်တယ်နော်မုန်းတဲ့စိတ်ကပေါ်တတ်တယ်မြင်နာနဲ့ပဲမျက်စိထဲမှာအချိုးမပြေဘူးဆိုတာလေးရှိတယ်ပေါ့မြင်နာနဲ့ပဲခင်မင်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်မြင်ယုံနဲ့ပဲမုန်းသွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာအခြေခံအကြောင်းတရားတွေရှိနေလို့ပဲဖြစ်တယ်ဒါဖြင့်ဒီမုန်းစိတ်ဆိုတဲ့ဒေါသကိုဘာနဲ့ဖယ်ရှားရမလဲလောကမှာမြတ်စွာဘုရားကတော့မေတ္တာဘာဝိတ္တဘာဒေါသတပါဟနာယဒေါသတပါဟနာယမုန်းတိတတ်တဲ့ဒေါသကိုဖယ်ရှားဖို့ရာအတွက်မေတ္တာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ကိုဘာဝိတ္တဘာဖြစ်ပွားစေရမယ်လို့သူဟောအဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲဒီမေတ္တာဆိုတဲ့သဘောတရားကိုအမှန်ကန်သိရှိနားလည်ဖို့လိုတယ်မေတ္တာပို့တယ်ဆိုတာဒီကနေ့ခေတ်မှာပြောနေကြတာမေတ္တာပို့ခံရတဲ့လူတွေချမ်းသာဖို့မေတ္တာပို့တဲ့လူကချမ်းသာဖို့ဆိုတာကိုလူတွေဟာချမ်းသာဖို့အစဉ်ပြေဖို့အတွက်ပြောလို့ရှိကြတယ်လေဘုန်းကြီးတွေတွေ့ရင်လည်းတပည့်တော်မေတ္တာပို့ပေးပါကျမ်းမာခြင်းလည်းမေတ္တာပို့ပေးပါဒီလိုအဲ့လိုမေတ္တာကိုခံယူပါတယ်ဆိုပြီးတော့လူတွေဟာမေတ္တာကိုအဲ့လိုပြောနေကြတကယ်ကတော့မြတ်စွာဘုရားဟောတဲ့တရားကိုသိချာကြည့်မယ်ဆိုရင်မေတ္တာဘာဖြစ်လို့ပွားရမှာလဲဆိုရင်လူတယောက်သားတစ်ဖက်သားချမ်းသာဖို့အတွက်လားကိုချမ်းသာဖို့အတွက်လားဆိုစဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဖို့လို့မချမ်းသာဘူးလားဆိုတော့ချမ်းသာမှာပေါ့သို့သောမြတ်စွာဘုရားရဲ့ဥတည်ချက်ကမေတ္တာကဘာအတွက်ပွားတာလဲဆိုရင်ရှင်တွေကအမုန်းတရားပျောက်ဖို့ပွားရမှာဖြစ်တယ်အဲ့ဒီဥတည်ချက် target လို့ခေါ်တယ်ပြစ်မှတ်ကိုမရောက်ဘူးတော်တော်များများကမေတ္တာပို့ရင်ချမ်းသာမယ်လို့ထင်ပြီးတော့မေတ္တာဘက်ကိုသွားနေကြဆိုလိုတာကကိုယ့်ရင်နဲ့ဘာကြောင့်မေတ္တာဖြစ်စေရတယ်လဲဆိုမုန်းတီးတဲ့စိတ်ပြောင်းအောင်မေတ္တာပွားရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာအမုန်းစိတ်မရှိအောင်လွတ်ဆောင်ခြင်းတစ်မျိုးဖြစ်လို့မုန်းစိတ်မပြောင်းမချင်းကိုယ့်ရင်ထဲမှာမေတ္တာနဲ့မုန်းစိတ်ကိုဖြောင်းနိုင်အောင်လုပ်ရမယ်ဘယ်သူချမ်းသာအောင်မေတ္တာပို့တာမဟုတ်ဘူးဘယ်သူတဦးတယောက်စီးပွားရေးဆင်ပြေအောင်ကျမ်းမာအောင်မေတ္တာပို့ရတာမဟုတ်ဘူးမြတ်စွာဘုရားစကားအရမေတ္တာဘာဝိတ္တဘာဒေါသတပါဟနာယကိုယ့်ရင်ထဲမှာရှိနေတဲ့ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားနိုင်ဖို့အတွက်မေတ္တာပွားရမှာဖြစ်တယ်ပေါ့ကျန်တာကအဓိကမဟုတ်ဘူးဒေါသပျောက်ဖို့ရအဓိကကြတယ်ပေါ့ဒါကြောင့်မုန်းစိတ်မုန်းတိခြင်းဆိုတဲ့စိတ်ဆွဲလန်းမှုပြောက်အောင်ဘာလုပ်ရမလဲမေတ္တာပွားရမှာဖြစ်တယ်ပေါ့အဲ့ဒါလက်တွေ့ကြတဲ့အရာတစ်ခုပဲမေတ္တာဘာဝနာပွားများအထောက်တဲ့ပုဂ္ဂိုလ်တွေဟာရှင်တဲ့နှလုံးထဲမှာအမုန်းစိတ်တွေဟာလျော့ပါသွားပြီးနောက်ဆုံးဘဝတန်တရားမှာဘယ်သူကိုဖြစ်မုန်းနေဆိုတဲ့ဒေါသမပြီးပြင်းတော့ပဲဒေါသပုံရိပ်တွေပါပျောက်သွားနိုင်တယ်ပေါ့ဒေါသပုံရိပ်ဆိုတာအယုတ်ဆိုးအကြည်တန်တဲ့လူဖြစ်တယ်ပေါ့မေတ္တာပုံရိပ်ကဖြစ်လျက်ဘဝမှာဒီမေတ္တာမျက်လုံးနော်ချစ်ခင်သောမျက်လုံးပြုံးတဲ့မျက်နှာမျိုးရရှိတာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာမျက်လုံးတို့ချစ်ခင်သောမျက်လုံးတို့
နှလုံးသားရဲ့အေးချမ်းမှုတွေဟာမေတ္တာရဲ့လွှမ်းမိုးအောက်မှာရှိတယ်ဒေါသဆိုလို့ရှိရင်ရန်လိုတဲ့အကြည့်နဲ့ကြည့်မယ်ရန်လိုတဲ့အပြောတွေပြောမယ်ရှင်ထဲမှာပူလောင်မှုတွေနဲ့နေတာဖြစ်တယ်ဒါကြောင့်မေတ္တာကိုစနစ်တကျပွားဖို့လိုအပ်တယ်ပေါ့မေတ္တာပွားရဲဆိုကြတဲ့ကကိုယ့်ကိုအမှန်ကန်ဖြစ်အောင်မလုပ်ရဘူးငါရင်ထဲကမုန်းတီးတဲ့ဒေါသဘယ်တိုင်းတာအထိရှိသလဲငါနဲ့မတည့်တဲ့လူတွေ့ရင်မုန်းသေးသလားမုန်းသေးနေသေးရင်ငါမေတ္တာမအောင်သေးဘူးဆိုတော့သတိထားမှာဖြစ်တယ်ကိုမုန်းတယ်ဆိုတာဘယ်သူပေါ်မှာမရှိတော့ဘူးနောက်ဆုံးကိုနဲ့မတည့်တဲ့လူရံဖြစ်ဖူးတဲ့လူကိုရံလှုပ်ဖူးတဲ့လူဟာအစပြီးတော့ဘယ်သူပေါ်တွေးကြည့်လိုက်မုန်းတီးတဲ့စိတ်မပေါ်တော့ဘူးဆိုမှကိုမေတ္တာအောင်တယ်လို့ပြောရမှာဖြစ်တယ်မေတ္တာဘာဝိတ္တဘာဒေါသတဘာနာယအမုန်းဒေါသကိုဖယ်ရှားဖို့အတွက်မေတ္တာကိုပွားပါလို့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒီမှာလည်းပဲတဏှာမှာမုန်းစိတ်ကင်းပြီးတော့သာဝရသဘောကောင်းနေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲရှိနေတတ်တယ်ပေါ့ဘယ်သူကိုမှစိတ်မဆိုးဘူးစိတ်မဆိုးတဲ့လူကိုလူတွေကပြောကြတယ်သဘောကောင်းလိုက်တာသဘောကောင်းလိုက်တာဘယ်လူတွေကသဘောကောင်းတာတော့ဆိုရင်ထဲမှာမေတ္တာရှိတဲ့လူကသဘောကောင်းတာစိတ်တူတဲ့လူတော့မပြောလိုက်နဲ့ထိခနဲ့ဆိုဒေါသထွက်လာအဲ့တော့လူတွေလားလို့ဆိုမဟုတ်ဘူးတိရစ္ဆာန်တွေလည်းထို့တူပဲနော်ခွေးတွေဆိုလို့ရှိရင်ရန်လိုတတ်တဲ့ခွေးကမျက်ချောင်းနဲ့ကြည့်တယ်လူတကာလာဟောင်းတယ်ကြိုက်ချင်တယ်တချို့ခွေးကြလူမြင်ရင်အမီးနံတယ်ပြုံးတယ်ခွေးပြုံးတာတော့မြင်မှုကြမှာပါနေရွက်ကလေးနောက်ကပ်ပြီးတော့ပြုံးပြတယ်နော်ကျောင်းတွေဘာတွေကတော့ပြုံးခဲ့တယ်ခွေးကတော့ပြုံးတတ်တယ်အဲ့ဒါလို့မေတ္တာရှိလာပြီဆိုရင်ပြုံးပြနိုင်တဲ့အနေအထားမျိုးဖြစ်လာရှင်ထဲမှာဒေါသဆိုတာမရှိဘူးအဲ့တော့ငှက်တွေတောင်မှပဲဒေါသကြီးတဲ့ငှက်ရှိတယ်နော် angry bird ဆိုတာဟိုကျန်တဲ့အရာတွေအကုန်လုံးလိုက်ပြီးတော့ဒေါသဖြစ်နေတဲ့ငှက်လည်းရှိတာဟိုတိရစ္ဆာန်တွေမှာလည်းပဲရှိတယ်နောက်ဆုံးမှာဒီဘယ်သူမှရံမလုပ်ပါဘူးဆိုတဲ့နွားတွေအေးဆေးပါတယ်မျက်စားပြီးအေးဆေးဆေးနေတယ်ဆိုတဲ့နွားတောင်မှပဲဒီရှင်တွေကဒေါသရှိတဲ့နွားဟာတရှုရှုနဲ့ဟိုလူခွေတီလူခွေချင်တယ်နွားချင်းချင်းနဲ့ခွေချင်သဘောကောင်းတဲ့နွားကတော့ဘယ်သူမှမခွေဘူးအဲ့ဒါလို့ဘဝတန်တရားမှာသဘောကောင်းသူနဲ့သဘောမကောင်းသူဒါပေါ်နေတာလူတွေထဲမှာလည်းပဲထို့တူပဲဒီလူကတော့သဘောကောင်းတယ်စိတ်တွေသဘောထားနေတာထိုင်တာအေးဆေးတယ်ဆိုမေတ္တာနဲ့နေတဲ့လူကအေးဒီလူတော့တော့မပြောနဲ့ထိခနဲ့ရှိဆိုဒေါသထွက်လာအဲ့လိုလူတွေလည်းရှိဒါကြောင့်မို့ကိုယ့်ဘဝမှာကိုယ့်ရဲ့စိတ်အခြေအနေတစ်ခုကိုကြည့်ပြီးတော့စိတ်တူတတ်တယ်ဆိုလို့ရှိရင်ပြင်ဖို့လိုအပ်တယ်ပေါ့စိတ်တူတတ်ပြီဆိုရင်မေတ္တာဖိပြီးတော့ပွားပါစိတ်တူတတ်တယ်ဆိုတဲ့ဒေါသမျိုးကိုယ်တဏ္ဍမှာမဖြစ်အောင်ခရူးဆိုင်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်အောင်မှာဖြစ်တယ်ရှေးရခင်ကာလတုန်းကအခုလိုမေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်တွေကဒေါသဟာဘဝနဲ့ချီပြီးတော့ပျောက်ကင်းနေတတ်တယ်ရှင်ထဲမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝါမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေတတ္တကပ္ပိပြမနောပြမလောကီတတ္တမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတုံးဆိုအတိတ်ဘဝတုန်းကအရကဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းက9 နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့လွှမ်းထုံခဲ့ဖူးတယ်ပေါ့မေတ္တာကိုလေ့ကျင့်ခဲ့တယ်9 နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့စွမ်းကြောင့်သူဟာဒီဘဝမှာဒီရှည်လျားတဲ့ကဘာပေါင်း9 ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့
ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူးနော်ကဘာနဲ့ခြီးပြီးတော့စိတ်မဆိုးဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုလွယ်တာမဟုတ်လေဗြဟ္မပြည်ရောက်သွားတဲ့အခါမှာဗြဟ္မလောကမှာနေတဲ့အခါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မစိုတရားနဲ့နေတဲ့ဗြဟ္မတွေမှာစိတ်ဆိုးတယ်ဆိုတာတစ်ခါမှမရှိဘူးအဲ့တော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားတော့တဲ့အနေအထားမျိုးရှိသွားစိတ်ဆိုးတယ်ဆိုတာဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်လိုဟာတော့လို့မေးယူရလောက်သူ့ရဲ့ရင်ထဲမှာပျောက်ကွယ်သွားတယ်သို့သောဒေါသအမြစ်ပါပျောက်ကွယ်တာတော့အနာခံအဆင့်ရောက်သွားရင်တော့လောဘဒေါသပျောက်ကွယ်သွားတယ်လို့ဆိုအောင်အဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့ယသိဖြစ်တဲ့အချိန်တော့သူဟာ9 နှစ်တိတိမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုဟောခဲ့တာရှိတယ်မေတ္တာဘာဝနာပွားတာဟာတဲ့ဒီဥဒ္ဓမအရေးကြီးလို့ဝေလာမသုတ်တံမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါမှာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသို့မဟုတ်အလုံးအတွက်နားခိုဖို့အဆောက်အဦတစ်ခုဆောက်လှူတယ်ဒါနထဲမှာတော့ပစ္စည်းလှူတဲ့ဒါနထဲမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ်ဘဝကိုဘုရားတရားတန်ခါယရဏသုံးပါးကိုအနှံတဲ့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့ဆိုဟောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်၅ပါးသီလထပ်ပိုးပြီးတော့စောင့်လိုက်လို့ရှိရင်တရဏဂုံသာဆောက်တည်တဲ့ကုသိုလ်တဲ့၅ပါးသီလပါလိုက်မယ်ဆိုပိုမြတ်ပါဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘယ်ကုသိုလ်တော့ဆိုနတ်နာလေးတရှူလောက်အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါနတ်နာတရှူဆိုတာမြမပြေကလူတွေသဘောပေါက်ပါတယ်တဏခါသွေးကြောက်ပြင်းပေါ်မှာတဏခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနှာဝတိတ်ပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းနတ်နာတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသပျောက်သွားအောင်မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာခုနပြောတဲ့ကုသိုလ်တွေလည်းမြတ်တယ်။ဘာကြောင့်မြတ်တာတော့လို့ဆိုခုနကတရဏဂုံနဲ့သီလကသီလကုသိုလ်များတာဖြစ်တယ်။ကျောင်းလူတာကဒါနကုသိုလ်တရဏဂုံနဲ့သီလကသီလကုသိုလ်။ဟောဒါနနဲ့သီလကမြတ်တယ်။မေတ္တာဘာဝနာပွားရကြတော့သမထဖြစ်သွားတယ်။ဟောဘာဝနာဖြစ်သွားတယ်။ဒါကြောင့်မို့လို့မေတ္တာဘာဝနာဆိုတဲ့ဒါနသီလဘာဝနာသမထဘာဝနာပုံမြတ်တယ်ဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလို့ဆိုဝိပဿနာကုသိုလ်လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတာလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တိုးတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းအိုမင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်ငါတဏ္ဍမှာရှိတဲ့ယုတ်တိနတ်နဲ့ဟာအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်အရာမှမမြဲဘူးအလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါကြိုးစားလိုက်လို့အဲ့ဒီအသိဉာဏ်ရပြီဆိုရင်တော့ကုသိုလ်တွေမှာတော့အကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးလို့ပြောအောင်ကျန်တဲ့ရတ္တမဲ့ကုသိုလ်ဆိုတာလုပ်လို့ရတာမဟုတ်ဘူးဝိပဿနာကုသိုလ်ကလုပ်လို့ရဒါဖြင့်ဘာကြောင့်ကောင်းတယ်လို့ပြောတော့ဆိုရင်မမြဲတဲ့သဘာဝတရားကိုဆင်ញင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုလျှော့ချနိုင်ပါတယ်။အိုးငါတွဲနေလို့လူချင်းတွဲရင်လေတနေ့ကျတော့ခွဲရမှာပစ္စည်းဥစ္စာတွဲရင်လေသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့
ဆွဲလန်းမှုတွေတွေ့တာမှုတွေကိုလျှော့ချတယ်ဆွဲလန်းမှုတွေ့တာမှုတွေကိုလျှော့ချနိုင်လို့ရှိရင်ယင်ထဲကတောကလည်းရောကျသွားမှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပိုမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့နဲ့အလွန်နီးသွားလို့မဲ့ကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလာမသုတ်တံမှာဟောတာဖြစ်တယ်နော်ဒါကြောင့်ဒီနောက်ဆုံးမှာတော့ဝိပဿနာကုသိုလ်နဲ့ပဲအနှစ်ချုပ်ကြမှာဖြစ်တယ်စိတ်ဆွဲလန်းမှုကိုအောင်နိုင်သူဆိုတာဟာဒီမှာပါထားတဲ့ဇလံအတိုင်းနံပါတ်1ကမနာလိုဝန်တိုးတဲ့စိတ်ဆွဲလန်းမှုအယက်သေးစားတောက်စားပြီးတော့စိတ်ဆွဲလန်းမှုနော်ချစ်ချင်းဖြင့်စိတ်ဆွဲလန်းမှုမုန်းတီးခြင်းလို့ဆိုတဲ့စိတ်ဆွဲလန်းမှုလူလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးလူအတိုင်းဝိုင်းလူအဖွဲ့အစည်းတွေကိုဒုက္ခပေးနေတဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုအောက်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့စိတ်ဆွဲလန်းမှုကိုအောက်နိုင်သူဖြစ်ဖို့ရာအတွက်ဘုန်းကြီးတို့တွေဟာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတဲ့အသိဉာဏ်ဆိုတာရှိဖို့လိုတယ်အမှန်တရားကိုတွေးရှိဖို့အတွက်တတိဆိုတာရှိဖို့လိုတယ်တတိနဲ့တမ္ပစဉ္ညတတိနဲ့ပညာနော်တမ္ပစဉ္ညဆိုတာလည်းပညာပဲတတိနဲ့ပညာဒီနှစ်ခုကိုယ်တဏ္ဍာမှာအမြဲတမ်းဖြစ်စေပြီးတော့တတိဖြင့်အာယုစုဆိုင်ပြီးတော့တမ္ပစဉ္ညဖြင့်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ဖို့ဒီနှစ်ခုထဲမှာမြတ်စွာဘုရားကအရေးကြီးတဲ့တစ်ခုဟာအပမာဒခေါ်တဲ့တတိတရားပဲဖြစ်တယ်အပမာဒတစ်ခုတည်းနဲ့ပြီးတာလားတော့မဟုတ်ဘူးအပမာဒသည်အစဖြစ်တယ်အရေးကြီးဆုံးကတော့သာသနာတော်မှာလုပ်ငန်းတစ်ခုကိုပြီးစီးစေနိုင်တာကပညာသာဖြစ်တယ်ပေါ့နော်ပညာဟာအထွတ်ထိပ်ဖြစ်တယ်ဒါကြောင့်ပညာဆိုတာတတိဖြစ်မှပညာဖြစ်တယ်တတိမရှိရင်ပညာမဖြစ်ဘူးဒါမို့အပမာဒဆိုတဲ့တတိတရားသည်ပညာကိုဖော်ထုတ်ပေးနိုင်မှဖြစ်သောကြောင့်တတိနဲ့ပညာဤနှဖျားကိုအသုံးချပြီးတော့တို့တွေကိုယ့်ကိုဆုံးမကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးတတိပညာစွမ်းအားဖြင့်စိတ်ဆွဲလန်းမှုကိုနိုင်အောင်ဒီကျင့်ဆောင်ကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာမန်တို့သည်ဘ
ဟုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍သူကန္နကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း